ဘုန်းကြီးအနေနဲ့ယနေ့နုမောဒနာတရားဖြစ်တဲ့ဟောပေးမှာကပဋ္ဌာန်း24ပစ္စည်းတွေကဟေတုပစ္စယောဆိုတဲ့ဒီပစ္စည်းလေးကိုဒီပစ္စည်းကိုဘုန်းကြီးကနေပြီးတော့ဘဝနေနည်းဖြစ်တဲ့ဘဝသစ်ပင်ဆိုတဲ့ခေါင်းစည်းနဲ့နုမောဒနာတရားကျင့်သုံးဖွယ်ရာတရားတစ်ပုဒ်ကိုဟောပေးမယ်တရားနာမည်ကဘဝသစ်ပင်တဲ့အဲ့တော့ဒါဟာဘုန်းကြီးတို့ဟေတုပစ္စယောဆိုတဲ့ဒီပဋ္ဌာန်းဟေတုပစ္စည်းဟိတ်6ပါးလေးကိုဘုန်းကြီးကမှီပြီးတော့ဒီတရားကိုဘဝမှာနေထိုင်ကျင့်သုံးတတ်အောင်ဟောပေးမယ်ဘုန်းကြီးတို့သစ်ပင်တွေကိုအကျဉ်းစားခွဲလိုက်လို့ရှိရင်3မျိုး3စားရှိတာတွေ့ရတယ်ပေါ့နံပါတ်1လူသားအကျိုးပြုသစ်ပင်နဲ့တရက်ပင်ဓမ္မပင်စတဲ့အပင်တွေဟာလူသားတွေပေါ်မှာကိုယ်တိုင်းတာနဲ့ကိုကျေးဇူးပြုနေကြတဲ့သစ်ပင်တွေဒါမျိုးတွေလည်းပဲရှိတယ်ပေါ့နံပါတ်2အစိတ်ပင်နဲ့အစိတ်ပင်ဆိုတာလူသားတွေကိုအထူးသဖြင့်သိဉာဏ်နေတဲ့ပုဂ္ဂိုလ်တွေကိုဆင်းရဲဒုက္ခပေးတဲ့ပင်တွေနောက်ဆုံးသေလောက်အောင်ဒုက္ခပေးတဲ့သစ်ပင်တွေဒါကိုအစိတ်ပင်တွေဒီလိုသစ်ပင်အုပ်စုကလည်းတစ်မျိုးရှိတယ်နောက်နံပါတ်3လူသားလည်းအကျိုးမပြုအစိတ်ပင်လူသားတွေကိုလည်းဒုက္ခမပေးရိုးရိုးအလယ်လက်ဖြစ်တဲ့တစ်ပင်အုပ်စုကလည်းပဲတစ်မျိုးရှိတယ်တဲ့ဒါကဘုန်းကြီးတို့လောကမျက်မြင်တစ်ပင်3မျိုး3စားအကျဉ်းနဲ့ခွဲကြည့်တာနံပါတ်1လူသားအကျိုးပြုတစ်ပင်နံပါတ်2လူသားတွေကိုဒုက္ခမျိုးစုံပေးတဲ့အစိတ်ပင်နံပါတ်3အကျိုးလည်းမပြုဆင်းရဲဒုက္ခလည်းမပေးဘူးရိုးရိုးတာမညတစ်ပင်ရိုးရိုးတစ်ပင်ဒီလို3မျိုး3စားရှိတယ်ပေါ့အဲ့တော့ဘုန်းကြီးတို့လူသားအကျိုးပြုတစ်ပင်တွေဆိုတာကတော့ရေတောက်မြစ်ရှင်သန်သလောက်ပင်စီတွေအခက်အလက်အရွက်အသီးပွင့်တွေဝေစားပြီးတော့လူသားတွေရဲ့အာဟာရဓာတ်ကိုလည်းပဲပြေဝစေတယ်လူသားတွေကိုအရိပ်ပေးခြင်းစတဲ့ဤမျိုးစုံတွေလည်းပဲအကျိုးပြုတယ်တဲ့အဲ့တော့လူသားကျိုးပြုတစ်ပင်တစ်ပင်ရဲ့ရေတောက်မြင့်ရှင်သန်ပြီဆိုရင်အလုံးလူသားတွေဟာအာရဒတ်ပြေဝခြင်းအရေးအာဝတ္တကိုမိကိုအားခြင်းယာတိဥတုကောင်းမွန်ခြင်းစတဲ့ချမ်းသာမျိုးမျိုးကိုခံစားနိုင်တယ်ဒါကိုလူသားကျိုးပြုတစ်ပင်လို့ခေါ်ရတယ်အစိတ်ပင်တစ်ပင်ရဲ့ရေတောက်မြင့်ရှင်သန်ပြီဆိုရင်တော့ရေတောက်မြင့်ရှင်သန်တဲ့လောက်ပင်စီအခက်အလက်ရွက်အသီးပွင့်ဒီဝေစားမယ်ဝေစားတဲ့လောက်လူသားတွေကိုဒုက္ခပေးနိုင်တယ်နောက်ဆုံးသေတဲ့လောက်ထိသေခြင်းဆင်းရဲထိရောက်သွားအောင်ဒုက္ခပေးနိုင်တယ်ဘဝဉ္ဇဉ်မိဘဆွေမျိုးတွေကိုလည်းပဲတောကပူဆွေးမှုတွေနဲ့ဒုက္ခပေးနိုင်တယ်ဒါကြောင့်အစိတ်ပင်ရဲ့ရေတောက်မြင့်ရှင်သန်မှုဟာလူသားတွေအတွက်ဒုက္ခဖြစ်စေနိုင်တယ်တဲ့တချို့သစ်ပင်တွေကြတော့လူသားကိုလည်းအကျိုးဒီလောက်ကြီးမပြုပါဘူးအရေးလည်းမပေးနိုင်အသီးအရွက်အပွင့်ဒါတွေကလည်းပဲအကျိုးမပြုလူသားတွေကိုဒုက္ခပေးနိုင်သလားဒီလိုလဲပေးတာမဟုတ်ဘူးဒီလိုတစ်ပင်မျိုးလည်းရှိတာပေါ့အဲ့တော့ဘုန်းကြီးက2မျိုး2စားကိုအဓိကထားပြီးတော့ဟောမယ်ဒီတစ်ပင်တွေလိုပဲတဲ့ဘဝခန္ဓာရထားတဲ့တတ္တဝါတွေမှာလည်းပဲအစိတ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်လူသားအကျိုးပြုတစ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်အကျိုးလည်းမပြုဒုက္ခလည်းမပေးဒီလိုရိုးရိုးလူသားပုဂ္ဂိုလ်ဒီလိုတစ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်လို့လူသားတွေကိုလည်းပဲခွဲချမ်းစိတ်ဖြာကြည့်ဒီလို3မျိုး3စားရှိတာတွေ့ရတယ်ပေါ့အဲ့တော့ဘုန်းကြီးကပြောချင်တာကအစိတ်ပင်နဲ့လူသားကျိုးပြုတစ်ပင်ဒီ2ပင်ကိုဥပမာပေးပြီးတော့ဟေတုပစ္စယောဆိုတာလေးကိုနီးမိပြီးတော့အာလုံးကျင့်သုံးနိုင်ဖို့နေ့စဉ်ဘဝမှာလိုက်နာနိုင်ဖို့နာယူနိုင်မှုအတွက်ဒါလေးကိုဘဝတစ်ပင်ဆိုတဲ့ဒီတရားလေးဟောပေးမယ်ဘုန်းကြီးတို့ရရှိထားတဲ့ခန္ဓာ၅ပါးရူပခန္ဓာဝေဒနာခန္ဓာသဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာစုပေါင်းထားတဲ့ဒီခန္ဓာလူတွေနဲ့တည်ပြန်မာတွေအများစုကခန္ဓာ၅ပါးကိုဖွဲ့စည်းထားတာဒါကိုလူလို့သတ်မှတ်တာအဲ့တော့နတ်ပြန်မာတွေလည်းပဲတချို့ခန္ဓာတစ်ပါးတချို့ခန္ဓာ၄ပါးတချို့ခန္ဓာ၅ပါးအဲ့တော့ဒီခန္ဓာ၅ပါးဆိုတဲ့ယုံ nant တရားတွေဟာတကယ်တော့တစ်ပင်တွေနဲ့တူတယ်တဲ့ဒါကိုဘဝတစ်ပင်ဆိုပြီးတော့ဘုန်းကြီးရည်ညွှန်းပြီးတော့ဟောလိုက်တာအဲ့တော့မိမိတို့ရရှိထားတဲ့ဘဝခန္ဓာဟာ
ကိုဒီတရားလေးကိုနာယူပြီးတော့သုံးသပ်ကြည့်ရမယ်ငါရဲ့ဘဝခန္ဓာဟာအစိတ်ပင်နဲ့တူနေသလားဒါမှမဟုတ်ငါရဲ့ဘဝခန္ဓာဟာလူသားကျိုးပြုတစ်ပင်နဲ့တူနေသလားဒါလေးကိုသုံးသပ်ရမယ်ဆင်ခြင်ရမှားလို့ရှိရင်လည်းပဲကိုပြုပြင်နိုင်ရမယ်မှန်လို့ရှိရင်လည်းပဲကျင့်သုံးနိုင်ရမယ်အဲ့တော့ပကတိတစ်ပင်တွေမှာတော့အစိတ်ပင်နဲ့လူသားကျိုးပြုတစ်ပင်ဘုံညတိနှစ်မျိုးကိုပဲရည်ညွှန်းပြီးတော့ဟောပေးမယ်အစိတ်ပင်နဲ့လူသားကျိုးပြုတစ်ပင်ကိုလူသားတွေကအားလုံးတတိနားလေတဲ့ပုဂ္ဂိုလ်တွေကရှောင်တဲ့အပင်ရှောင်ပြီးတော့စားသုံးတဲ့အပင်စားသုံးတော့ဒါမျိုးတွေကအန္တရာယ်ကင်းတယ်ပေါ့ဒါမျိုးတွေဟာရှေးလူကြီးတွေကသတ်မှတ်ထားခဲ့တယ်လူသားတစ်ယောက်ရဲ့ဘဝခန္ဓာကိုလည်းပဲသူကစိတ်ပင်နဲ့တူတယ်ဘယ်လိုနည်းနဲ့သိနိုင်မလဲသူ့ရဲ့ဘဝခန္ဓာရရှိထားတဲ့ဘဝခန္ဓာကတော့လူသားကျိုးပြုတစ်ပင်နဲ့တူတယ်ဒီလိုဘယ်လိုနည်းနဲ့သိနိုင်မလဲဒါလေးတွေဘုန်းကြီးတို့စဉ်းစားဖို့လိုတယ်အဲ့တော့ဘုန်းကြီးတို့ယဟန်တန်ဃာတွေလည်းပဲဒီလိုပဲအစိတ်ပင်နဲ့တူတဲ့ယဟန်တန်ဃာလူသားကျိုးပြုတဲ့တစ်ပင်နဲ့တူတဲ့ယဟန်တန်ဃာဒီလိုအကျဉ်းမြင့်နှမျိုးကိုဘုန်းကြီးပြောပေးမယ်နောက်တစ်ခါသီလရှင်ဆရာကြီးဆရာလေးတွေလူသားကျိုးပြုတစ်ပင်နဲ့တူတဲ့သီလရှင်ဆရာကြီးဆရာလေးအစိတ်ပင်နဲ့တူတဲ့လူသားတွေကိုဒုက္ခပေးနိုင်တဲ့သီလရှင်ဆရာကြီးဆရာလေးဒါလည်းပဲ၃မျိုး၂မျိုးနှစ်စားရှိနိုင်အကျိုးလည်းမပြုဒုက္ခလည်းမပေးဒါမျိုးလည်းရှိလို့ရှိနိုင်တာဘုန်းကြီးက၂မျိုးကိုပဲအဓိကရည်ညွှန်းပြီးတော့ဟောပေးမယ်ပေါ့အဲ့တော့လူသားတစ်ယောက်ဟာအစိတ်ပင်နဲ့တူပါတယ်လို့သိနိုင်ဖို့ရာအတွက်ဘာကိုကြည့်မလဲလူသားတစ်ယောက်ဟာလူသားကျိုးပြုတစ်ပင်နဲ့တူသလားမတူဘူးလားဘာကိုကြည့်မလဲဘုန်းကြီးတို့ဒီဓမ္မသဘောနဲ့ဘဝခန္ဓာကိုစိတ်ဖြာပြီးတော့ဘဝတစ်ပင်ကိုကြည့်လို့ရှိရင်ရေတောက်မြစ်ကိုကြည့်ပြီးခွဲနိုင်တယ်တဲ့ဒါကပကတိတစ်ပင်နဲ့မတူတဲ့အချက်လက်တစ်ခုပဲပကတိတစ်ပင်ကတော့ကိုယ်ရှိမှစားလို့သေသွားရင်ဒါအစိတ်ပင်ပဲလူကြီးသူမတွေကဒါမစားကောင်းဘူးဒီလိုပြောရင်ဒါအစိတ်ပင်ပဲသိရတယ်အဲ့တော့မိမိတို့ရရှိထားတဲ့ဘဝခန္ဓာအစိတ်ပင်ဖြစ်နေသလားလူသားကျိုးပြုတစ်ပင်ဖြစ်နေသလားဒါကိုတော့ရေတောက်မြစ်ကိုကြည်ရတယ်တဲ့ဘဝခန္ဓာတွေမှာလည်းပဲရေတောက်မြစ်တွေရှိတယ်အဲ့တော့ကောင်းပြီအစိတ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်ရဲ့လူသားရဲ့တတ္တဝါတွေရဲ့ရေတောက်မြစ်သုံးသွယ်ရပါလဲဆိုတော့လောဘရေတောက်မြစ်ဒေါသရေတောက်မြစ်မောဟရေတောက်မြစ်ဒီရေတောက်မြစ်သုံးသွယ်ရှင်သန်နေပါပြီဆိုရင်တော့အကောင်းနေပါပြီဆိုရင်တော့ဒီပုဂ္ဂိုလ်ဟာအစိတ်ပင်နဲ့တူတဲ့လူသားပဲသူ့ရဲ့ဘဝခန္ဓာအစိတ်ပင်နဲ့တူနေပါလားလို့ဒီလိုသုံးသပ်ဆုံးဖြတ်လို့ရတယ်အဲ့တော့လောဘဆိုတာအရာရာမှာကိုယ်ကလိုချင်တဲ့သဘောကိုယ်အတွက်သာသိတဲ့သဘောမတရားသဖြင့်တရားသဖြင့်မသိဘူးကြောင်ဖြူတာကြောင်မဲတာအဓိကမဟုတ်ကြွက်ခုတ်တတ်ဖို့အဓိကငါချမ်းသာဖို့အဓိကငါဆင်ပြေဖို့အဓိကဒီလိုသဘောနဲ့လောဘသဘောတရားတွေရှင်သန်နေပါတယ်ဆိုရင်ဒါဟာလောဘရေတောက်မြစ်ရှင်သန်နေတဲ့ဘဝတစ်ပင်လို့ဘဝခန္ဓာရဲ့ရေတောက်မြစ်ဟာဒီလိုမျိုးလောဘရေတောက်မြစ်ရှင်သန်နေဒီဘဝခန္ဓာအစိတ်ပင်နဲ့တူတဲ့ဘဝခန္ဓာဘဝတစ်ပင်လို့ခေါ်ရတယ်အဲ့တော့လောဘရေတောက်မြစ်ရှင်သန်နေတဲ့အမျိုးသမီးတစ်ယောက်အမျိုးသားတစ်ယောက်ယဟန်တန်ဃာတစ်ပါးသီလရှင်တစ်ပါးအစိတ်ပင်နဲ့တူသွားပြီသူ့ကိုကြောင်းပြူပြီးတော့ပဝန်းကျင်လည်းပဲပူလောင်နိုင်တယ်သူကိုယ်တိုင်လည်းပဲအပေလေးပါငရဲတိရစ္ဆာန်ပိတ္တာသူတကယ်ဆင်းရဲတဲ့ဘဝခန္ဓာတွေရရှိသွားနိုင်တယ်ဒါကြောင့်မို့လောဘရေတောင်းမြရှိရင်ဒါဟာစိတ်ပင်ပဲစိတ်ပင်နဲ့တူတဲ့ဘဝခန္ဓာရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဘဝတစ်ပင်ကိုဆုံးဖြတ်လို့ရတယ်တချို့ကြတော့ဒေါသရေတောင်းမြစ်တွေရှင်သန်တယ်တဲ့ဒါလည်းပဲအစိတ်ပင်နဲ့တူတဲ့ဘဝခန္ဓာဘဝတစ်ပင်ပဲအရာရာမှာပေါက်ကွဲတယ်ကိုဒေါသကိုတီးမခံနိုင်ဘူးပြောပြလျာမှဆိုပြလျာမှအဲ့တော့အစားတောင်းနဲ့ပတ်သက်ရင်တီးမခံနိုင်ဘူးအဝတ်စားနဲ့ပတ်သက်ရင်ကောင်းကောင်းပဲဝတ်ချင်တဲ့တီးမခံနိုင်ဘူးအားလုံးနဲ့အဆင်ပြေအောင်မနေတတ်ဘူးမေတ္တာတရားအားနည်းပြီးတော့ပေါက်ကွဲလေတယ်တီးမခံနိုင်တဲ့စိတ်ရှိတယ်ဒါဆိုရင်ဒေါသရေတောင်းမြစ်တွေရှင်သန်နေတယ်ဒီလိုဒေါသရေတောင်းမြစ်ရှင်သန်တဲ့အမျိုးသမီးတစ်ယောက်အမျိုးသားတစ်ယောက်ယဟန်တော်တစ်ပါးသီလရှင်တစ်ပါးကိုလည်းပဲဒါဟာအစိတ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်တဲ့ဘဝတစ်ပင်ဟာအစိတ်ပင်နဲ့တူတယ်သူ့အကြောင်းပြုပြီးအားလုံးကပူလောင်ရတယ်ငြိမ်းချမ်းမှုကိုခံစားလို့မရဘူးအပူငွေ့တွေပဲထွက်နေတယ်တဲ့ဒါဘုန်းကြီးတို့လူတစ်ယောက်
အစိတ်ပင်လားလူသားကျိုးပြုတစ်ပင်လားကိုယ့်ရဲ့ဘဝခန္ဓာဘဝတစ်ပင်ကြီးကိုသုံးသပ်တတ်ဖို့ဒါလေးတွေပြောပြတာနောက်တစ်ခုကမောဟရေတောက်မြစ်တဲ့မောဟရေတောက်မြစ်တို့ဆိုတာအမှန်တရားကိုမသိတာအမောဟရေတောက်မြစ်ပညာရေတောက်မြစ်ဆိုတာအမှန်တရားကိုသိတာကုသိုလ်လုပ်ရင်ကိုပဲဘယ်လိုစိတ်ထားနဲ့လုပ်ရင်ကောင်းတယ်သာသနာအတွက်အကျိုးရှိတယ်ဘယ်လိုစိတ်ထားနဲ့လုပ်ရင်ဂုံပကတနာတွေရဲ့လွှမ်းပြီးတော့ကုသိုလ်လေးရဲ့နည်းနည်းရတယ်ပျော်ရွှင်ရုံပဲဖြစ်တယ်ဒီလိုခွဲခြားသိရင်ဒါမောဟရေတောက်မြစ်မရှင်သန်တော့ဘူးပေါ့ဒီလိုမှမဟုတ်ပဲနဲ့ကုသိုလ်လုပ်တာကိုပဲဂုံပကတနာတွေကိုပဲပျော်ပျော်ရွှင်ရွှင်နဲ့တကယ်ကုသိုလ်ကြီးထင်လို့အမှန်တရားကိုမသိဒါဆိုရင်တော့မောဟရေတောက်မြစ်တွေရှင်သန်လာတတ်တယ်ပေါ့တချို့ဆိုလို့ရှိရင်မိဘရဲ့ကျေးဇူးမသိစသည်ဖြင့်အမှန်တရားတွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာဘုန်းကြီးတို့မောဟရေတောက်မြစ်ရှင်သန်တတ်တယ်ပေါ့အ ਨੇ ဆုံးကံကံရဲ့အကျိုးကောင်းတာလို့ရင်ကောင်းကျိုးဖြစ်တယ်မကောင်းတာလို့ရင်မကောင်းကျိုးဖြစ်တယ်ဒီလိုယုံကြည်မှုနဲ့ရှင်ပြီးတော့ခွဲခွဲခြားခြားသိရတယ်ဂုံပကတနာနဲ့အနှစ်သာရလေးတွေကိုခွဲခြားပြီးတော့သိတတ်တယ်ဆိုရင်အခြေခံအားဖြင့်တော့ကုသိုလ်အကုသိုလ်ခွဲခြားသိတယ်လှုပ်တယ်မလှုပ်တယ်ခွဲခြားသိတယ်ပြောတဲ့စကားမပြောတဲ့စကားခွဲခြားသိတယ်ဒါဆိုရင်ဘုန်းကြီးတို့မောဟရေတောက်မြစ်ကအားနေတယ်ဒီလိုမှမသိပါဘူးကုသိုလ်မှမသိအကုသိုလ်မှမသိပြောတဲ့စကားမပြောတဲ့စကားမသိဘူးဆိုရင်ဒါဟာမောဟရေတောက်မြစ်ရှင်းတယ်ဒီပုဂ္ဂိုလ်ဟာလည်းပဲအစိတ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်တဲ့အစိတ်ပင်နဲ့တူတဲ့ဘဝတစ်ပင်ဒီလိုပုဂ္ဂိုလ်မျိုးဘဝတစ်ပင်ဟာအစိတ်ပင်နဲ့တူနေတတ်ပါတယ်ဒါကဘုန်းကြီးတို့အစိတ်ပင်ဘဝတစ်ပင်ဟာအစိတ်ပင်များဖြစ်နေသလားလူသားကျိုးပြုပြီးတစ်ပင်များဖြစ်နေသလားသိအောင်ကိုပြန်ပြီးတော့သုံးသပ်တဲ့အခါမှာရေတောက်မြစ်ကိုကြည့်ပြီးတော့သုံးသပ်ရတယ်ပဂတိတစ်ပင်တွေကရေတောက်မြစ်ကြည့်ပြီးတော့သုံးသပ်လို့မရဘူးအဲ့တော့ဒီလောဘဒေါသမောဟရေတောက်မြစ်ရှင်သန်ရင်ရှင်သန်သလောက်ပင်စည်းတွေအခက်လက်ရွက်သီးတွေပွင့်နေနဲ့တူတဲ့ခန္ဓာတွေကလည်းပဲမကောင်းတာတွေဖြစ်ပြီးတော့နောက်ဆုံးကိုယ်တိုင်ပူလောင်ဆင်းရဲရုံနဲ့မကဘဲနဲ့ပဝန်းကျင်ပူလောင်ဆင်းရဲတယ်ကိုယ်ကြောင်းပြုပြီးတော့ကိုယ်ဘဝခန္ဓာကိုကြောင်းပြုပြီးတော့ဘာသာသာသနာအရှက်တကွဲအကျိုးနဲ့တွေသိခါကြမှုတွေဖြစ်သွားနိုင်တယ်တဲ့ဒါလေးတွေဟာကိုယ်ပြန်ပြီးတော့သုံးသပ်ဖို့အစိတ်ပင်နဲ့တူနေသလားငါရဲ့ဘဝတစ်ပင်ဟာဒါမျိုးလေးတွေသုံးသပ်တတ်ဖို့ဆင်ခြင်တတ်ဖို့ဘုန်းကြီးကပြောပြတယ်နောက်တစ်ခါဘုန်းကြီးတို့လူသားကျိုးပြုတစ်ပင်နဲ့တူတဲ့တစ်ပင်တဲ့ဘဝခန္ဓာလူသားကျိုးပြုတစ်ပင်နဲ့တူတဲ့ဘဝခန္ဓာဘဝတစ်ပင်ဒီလိုပုဂ္ဂိုလ်တွေလည်းပဲရှိနေတယ်ဒီလိုတစ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေတယ်သူတို့ရဲ့ကိုယ်လည်းပဲရေတောက်မြစ်ကိုကြည့်ပြီးတော့ဆုံးဖြတ်ရတယ်သူတို့ရဲ့ရေတောက်မြစ်သုံးသွယ်ရအာလောဘရေတောက်မြစ်အာဒေါသရေတောက်မြစ်အာမောဟရေတောက်မြစ်တဲ့အာလောဘရေတောက်မြစ်ဆိုတာဘာလဲလောဘဆိုတာလိုချင်တာအရာရာကိုယ်ကပဲလိုချင်တဲ့သဘောဟာလောဘရေတောက်မြစ်ရှင်သန်တဲ့အစိတ်ပင်အဲ့တော့အာလောဘဆိုတာအရာရာမှာကိုယ်ကပေးဆက်ချင်တာကိုယ်ကပဲပေးနေချင်တာပေးတဲ့ဘက်ကနေချင်တာဒါအာလောဘရေတောက်မြစ်ရှင်သန်တယ်လို့ခေါ်ရတယ်အဲ့တော့အာလောဘရေတောက်မြစ်ရှင်သန်ပြီဆိုရင်မျိုးသမီးတစ်ယောက်မျိုးသားတစ်ယောက်မိဘအပေါ်မှာကိုယ်ကပဲပေးဆက်ချင်တာပေးဆက်တဲ့ဘက်ကပဲနေချင်တာငယ်ငယ်လေးတွေကမိဘအပေါ်မှာပစ္စည်းနဲ့မပေးဆက်နိုင်တော့မှကိုကျေးဇူးရှင်တွေအပေါ်မှာစိတ်ချမ်းသာမှုလေးတော့ပေးဆက်တယ်ပေးဆက်နိုင်အောင်လဲကြိုးစားနေတယ်ဒါအာလောဘရှင်သန်အာလောဘရေတောက်မြစ်ရှင်သန်နေတဲ့ဘဝတစ်ပင်တွေရဲ့လက္ခဏာလေးတွေနောက်တစ်ခါကိုကမိဘဆရာသမားဖြစ်တယ်သာသမီတွေတပည့်တွေအပေါ်မှာကိုကပဲပေးနိုင်ပါရစေသာသမီတွေစီကလက်ဖြန့်ပြီးတော့မတောင်းမရစေနဲ့ကိုကပေးနိုင်တဲ့ဘက်ကပဲယက်တည်ပါရစေဘုန်းကြီးတို့ဆရာသမားတွေဆိုလို့ရှိရင်လည်းဒီလိုပဲတပည့်တွေမွေးထားတယ်ကိုကပညာကိုပေးနိုင်ပါရစေသူတို့လိုချင်တဲ့ပညာတွေပေးနိုင်ပါရစေပစ္စည်းလေးပါလိုအပ်ချက်ကိုကပဲပေးနိုင်ပါရစေစိတ်သက်မြင်မှမှုကိုကပဲအမြဲတမ်းပေးနေနိုင်ပါရစေစီကံလိုက်နာတဲ့ပြေဝတဲ့တကယ်အာဇာနည်အကျော်မော်တွေသာသနာ့အတွက်အကျိုးရှိတဲ့ယဟန်တွေဖြစ်အောင်တာမဏေတွေဖြစ်အောင်ပြုစုပေးနိုင်ပါရစေကိုယ့်ရဲ့ဆင်းရဲဒုက္ခကိုထဲ့မတွက်ဘဲနဲ့တပည့်တွေအတွက်ပေးဆက်ခြင်းတဲ့စိတ်ရှိပြီဆိုရင်ဒါအာလောဘရေတောက်မြစ်ရှင်သန်တာလို့ခေါ်တယ်လောဘကကိုယ်အတွက်ပဲလိုချင်တာကိုယ်တတ်တာတလို့နေချင်တယ်ဒီရေတောက်မြစ်အာလောဘရေတောက်မြစ်ဆိုတာကိုယ့်ရဲ့ချမ်းသာမှုကိုထဲ့မတွက်ဘဲနဲ့သာသမီဖြစ်ရင်လေကိုကမိဘကိုပေးချင်တာပေးတဲ့ဘက်ကနေချင်တာကိုကမိဘဖြစ်ရင်လေသာသမီပေါ်မှာကိုကပဲပေးနေချင်တာမောင်နှမချင်းချင်းပေါ်မှာ
ကိုယ်ကပဲအမြဲတမ်းပေးနေခြင်းတာနစ်နာခံခြင်းတာဝန်ထမ်းတွေအပေါ်မှာသူတို့ဒုက္ခရောက်ရင်ကိုယ်ကကူညီတဲ့ဘက်ကပေးတဲ့ဘက်ကပဲနေခြင်းတာဘာသာသာသနာနဲ့ဆက်လာရင်လိုအပ်တဲ့နေရာလိုအပ်တဲ့ပစ္စည်းကိုယ်ကပဲလှူနေခြင်းတာလှူတဲ့ဘက်ကယက်တည်နေခြင်းတာဒါအာလောဘရေတောင်းမြင့်တဲ့အဲ့တော့ဘုန်းကြီးတို့အမျိုးသမီးတယောက်အမျိုးသားတယောက်ဒီရေတောင်းမြင့်လေးရှင်သန်နေတဲ့အရာရာမှာနစ်နာခံတယ်ကိုကသာစီးနဲ့နေခြင်းနဲ့စိတ်ကနေတယ်နစ်နာခံခြင်းနဲ့ကိုကပဲပေးခြင်းနဲ့ပစ္စည်းမပေးနိုင်တော့မှစိတ်ချမ်းသာမှုကိုပဲမိဘတွေကိုပေးခြင်းနဲ့ကျေးဇူးရှင်တွေကိုစိတ်ချမ်းသာမှုကိုပဲပေးခြင်းနဲ့ဆိုရင်ဒါအာလောဘရေတောင်းမြင့်လေးတွေရှင်သန်လာပြီတဲ့သီလရှင်ဆရာကြီးဆရာလေးဘုန်းကြီးတို့ကျောင်းတိုင်းဘုန်းကြီးတန်ဃာတော်ရှင်မြတ်ဒီလိုပဲတပည့်ဖြစ်ရင်လည်းပဲဆရာသမားပေါ်မှာစီကံလိုက်နာပြီးတော့စိတ်ချမ်းသာမှုငါပေးမယ်ပညာကြိုးစားပြီးတော့စိတ်ချမ်းသာမှုပေးမယ်ဆရာသမားလည်းတပည့်တွေကိုငါပညာတတ်တွေဖြစ်အောင်ပညာတွေပေးမယ်စီကံစိတ်တဲ့ပြေဝအောင်ပေးမယ်ကိုယ့်ရဲ့ချမ်းသာမှုကြောင်းကြမဆိုင်ဘဲနဲ့တပည့်တွေတိုးတက်မှုပေးခြင်းတဲ့ဆန္ဒတွေရှိပြီဆိုရင်ဒါအာလောဘရေတောင်းမြေရှင်သန်တာတဲ့အာလောဘရေတောင်းမြေရှင်သန်တဲ့ယဟန်တော်တစ်ပါးအာလောဘရေတောင်းမြေရှင်သန်နေတဲ့သီလရှင်အမျိုးသားအမျိုးသမီးသူတို့ကိုဘယ်လိုသုံးသပ်မလဲသူတို့ရဲ့ဘဝတစ်ပင်ဟာလူသားကြိုးပြုဘဝတစ်ပင်လို့ဒီလိုခေါ်လို့ရသွားတယ်သူ့ကိုအကြောင်းပြုပြီးတော့ချမ်းသာလိုက်ကြတာအဲ့တော့ယဟန်တော်တစ်ပါးအာလောဘရေတောင်းမြစ်တွေပေးဆက်ခြင်းတဲ့သဘောတွေရှင်းသန်ပြီးဆိုရင်ဆွေမျိုးတွေတပည့်တွေကိုယ်ွယ်စီကြတဲ့တရားဓမ္မတွေကုသိုလ်တွေတိုးလို့ဒါပါလဲဆိုတော့လူသားကြိုးပြုတစ်ပင်တစ်ပင်ကိုအကြောင်းပြုပြီးတော့အာဟာရဓာတ်တွေပြေဝပြီးအရေးခိုးခြင်းစတဲ့ချမ်းသာမှုတွေပြေဝတယ်လို့ပဲအဲ့ဒီယဟန်တော်တစ်ပါးသီလရှင်တစ်ပါးကိုအကြောင်းပြုပြီးတော့စိတ်အာဟာရဓာတ်တွေခွန်အားတွေပြေဝပြီးတော့ကုသိုလ်ပါရမီတွေတိုးပွားတယ်တဲ့ဒါအာလောဘရေတောင်းမြစ်နဲ့ရှင်သန်တဲ့ပုဂ္ဂိုလ်တွေကိုရဲ့ဘဝခန္ဓာဟာလူသားကြိုးပြုတစ်ပင်နဲ့တူတဲ့အတွက်ဒီလိုဘဝတစ်ပင်မျိုးဟာမြင့်မြတ်ပါတယ်တဲ့ဒါလည်းကိုကိုသုံးသက်ကြည့်ငါမှဒီအာလောဘရေတောင်းမြစ်ဘလောက်ထိရှင်သန်နေတယ်လေဒါလေးတွေသုံးသက်တတ်ဖို့ဘုန်းကြီးကပြောပြတာနောက်အာဒေါသရေတောင်းမြစ်အာလောဘရေတောင်းမြစ်ရှင်သန်ပြီဆိုရင်အာဒေါသဆိုတဲ့မေတ္တာရေတောင်းမြစ်တယ်ရှင်သန်တော့တာပဲအဲ့တော့အာဒေါသမေတ္တာရေတောင်းမြစ်ဆိုတာဘာလဲဒီလိုမေးလို့ရှိရင်အားလုံးအကျိုးလိုလားတဲ့သဘောပေးဆက်ပါတယ်ဆိုမှတော့အကျိုးလိုလားလို့ပေါ့သာသမီတယောက်ကမိဘစကားကိုနားထောင်တယ်ကျေးဇူးရှင်တွေရဲ့စကားကိုနားထောင်တယ်ဘာဖြစ်လို့လဲကျေးဇူးရှင်တွေမိဘတွေစိတ်ချမ်းသာစေခြင်းလို့အဲ့ဒါအာဒေါသရေတောင်းမြစ်မေတ္တာရေတောင်းမြစ်လို့ဒီလိုခေါ်ရတယ်အဲ့တော့အာလောဘရေတောင်းမြစ်ပေးဆက်ခြင်းတဲ့ဆန္ဒသဘောလေးဒီရေတောင်းမြစ်ရှင်တိုင်းအာဒေါသရေတောင်းမြစ်ကလည်းရှင်သန်ပြီးသားဖြစ်သွားတာပါပဲအတူတကွဖြစ်သွားကြတာခွဲပြီးတော့ပြောနေလို့အဲ့တော့ဘုန်းကြီးတို့ဆရာသမားတွေမှာလည်းပဲတပည့်တွေကိုပညာပေးခြင်းနဲ့စီကံပြေဝအောင်ပေးခြင်းနဲ့စိတ်ဓာတ်တွေမြင်မာမှုပေးခြင်းနဲ့အဆုံးမပြောခြင်းနဲ့ဘာဖြစ်လို့လဲတပည့်တွေဘဝတိုးတက်စေခြင်းလို့ချမ်းသာစေခြင်းလို့ကုသိုလ်ပါရမီတွေပြည့်စေခြင်းလို့သာသနာမှာအသုံးကျတဲ့သာသနာမှာကျိုးပြုနိုင်တဲ့တပည့်တွေဖြစ်စေခြင်းလို့အဲ့တော့မေတ္တာအာဒေါသရေတောင်းမြစ်တွေရှင်သန်သွားတော့တာပဲဒါဆိုလို့ရှိရင်အဲ့ဒီဘဝတစ်ပင်ဟာလူသားကျိုးပြုတဲ့တစ်ပင်နဲ့တူသွားပြီတဲ့ဒီဘဝခန္ဓာဟာတစ်ပင်နဲ့တူတယ်သူ့ကိုကြောင်းပြုပြီးအားလုံးချမ်းသာကြတော့တာနောက်ဆုံးမတ်ဖို့နိဗ္ဗာန်ချမ်းသာအထိရသွားနိုင်တော့တာပဲနောက်ဆုံးအာမောဟရေတောင်းမြစ်အာမောဟရေတောင်းမြစ်ဆိုတာပညာရေတောင်းမြစ်ကိုပြောတာပညာဆိုတာဘွဲဒီဂရီကိုပြောတာမဟုတ်ဘွဲဒီဂရီတွေကပညာရေတောင်းမြစ်ရှင်သန်ဖို့အတွက်ထောက်ပံ့ပဲဖြစ်စေနိုင်တာပညာဆိုတာကွယ်ကွယ်ပြားပြားသိတာဒါအမှန်တရားဒါကအမှားတရားမပညာဖို့ပညာဆိုတာကတစ္ဆာ၄ပါးဆိုတဲ့အမှန်တရားကိုသိသွားတာလောဘကဒုက္ခဖြစ်ကြောင်းသမုဒယသစ္စာအမှန်ဒီခန္ဓာ၅ပါးသင်္ခါရတရားတွေဆင်းရဲခြင်းအမှန်ဒုက္ခသစ္စာနိဗ္ဗာန်ချမ်းသာကនិရောဓသစ္စာနိဗ္ဗာန်ရောက်ဖို့ရန်အတွက်အမြင်မှန်တာအတွေ့မှန်တာစတဲ့မဂ်ခင်၈ပါးကနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂသစ္စာဒါတွေကိုပိုင်းပိုင်းခြားခြားသိသွားပြီဆိုရင်ဒါမပညာဖို့ပညာလို့ခေါ်ရတယ်အဲ့တော့ဘုန်းကြီးတို့တာမင်ညပုထုဇဉ်ပုဂ္ဂိုလ်တွေလည်းပဲပညာရည်တောင်းမြဲအမောဟရည်တောင်းမြဲရှင်သန်ခြင်းပါတယ်ဆိုရင်အ ਨੇ ဆုံးဒီလုပ်ငန်းဒီလုပ်ရက်ဟာကုသိုလ်အစစ်လားအကုသိုလ်တွေရောနေသလားဒါဟာဂုံပကာသနာတွေပဲကဲနေသလားကုသိုလ်စစ်မှန်သလားအ ਨੇ ဆုံးဒီလောက်ကလေးတော့ခွဲခြားသိမှဒါအမောဟရည်တောင်းမြဲပညာရည်တောင်းမြဲရှင်သန်တယ်ခုနကအလောဘနဲ့လောဘ
လိုချင်တာမကောင်းဘူးပေးဆက်ခြင်းတဲ့သဘောတရားနိဗ္ဗာန်ရောက်ကြောင်းအကျင့်ဒီလိုခွဲခြားသိရင်ပညာဆိုတဲ့အမောဟရေတောက်မြင့်ရှင်သန်တော့တာပဲကိုယ့်ရဲ့ခံစားချက်အတိုင်းပေါက်ကွဲတယ်ကိုပြောချင်တာပြောတယ်ဒါကမကောင်းဘူးသီးခံပြီးတော့အစားတောင်းနဲ့ပတ်သက်လို့သီးခံနိုင်တာအဝတ်စားနဲ့ပတ်သက်လို့သီးခံနိုင်တာအလုံးပေါ်မှာဖွင့်လွှတ်နိုင်တာဒီမေတ္တာအာဒေါသဟာကောင်းတယ်ဒီလိုခွဲခြားပြီးတော့သိတာဟာကောင်းဒါပညာရည်တောင်းမြင့်အမောဟရည်တောင်းမြင့်လို့ခေါ်တယ်တဲ့ဒါပါလဲဆိုတော့ဘဝတစ်ပင်တစ်ခုရှင်သန်နေတဲ့အခါမှာဘဝတစ်ပင်ချင်းတော့တူကြတာပဲသူလဲခန္ဓာ၅ပါးကိုယ်လဲခန္ဓာ၅ပါးသူလဲယုံနံတရားကိုယ်လဲယုံနံတရားဒါပေမဲ့လို့ဘဝတစ်ပင်ချင်းတူပေမဲ့လို့အစိတ်ပင်ဖြစ်နေခဲ့ရင်ကိုယ်တိုင်လည်းပဲမကောင်းပဝန်းကျင်ဘာသာသာသနာကိုလည်းပဲဒုက္ခမျိုးစုံသိက္ခာညှိုးနှံမှုတွေမျိုးစုံကိုလုံနိုင်တဲ့အတွက်ဘဝတစ်ပင်ချင်းတူပေမဲ့အစိတ်ပင်ဖြစ်ရင်မကောင်းဘူးဆိုတာသိပြီးတော့ကိုယ်သုံးသပ်ပြီးတော့အစိတ်ပင်မဖြစ်အောင်ကြိုးစားနိုင်ရတယ်ဘဝတစ်ပင်ချင်းတူရင်လူသားကျိုးပြုတဲ့တစ်ပင်ဖြစ်ရတာကောင်းတယ်လူသားကျိုးပြုတစ်ပင်ဖြစ်ရလို့ရှိရင်ကိုယ်တိုင်လည်းပဲငြိမ်းချမ်းတယ်နောက်ဆုံးငြိမ်းချမ်းတဲ့ဘဝခန္ဓာကိုရရှိပြီးတော့ကိုယ်ကြောင်းပြုပြီးတော့ပဝန်းကျင်လည်းပဲချမ်းသာမျိုးစုံနောက်ဆုံးနိဗ္ဗာန်ချမ်းသာအထိမျက်မှောက်ပြုသွားနိုင်တယ်ဒီလိုဘဝတစ်ပင်မျိုးဖြစ်ရရင်ကောင်းတယ်ဆိုပြီးတော့ဒါလေးတွေကိုကိုပြန်ပြီးတော့သုံးသပ်နိုင်ရတယ်ဒီလိုသုံးသပ်နိုင်အောင်ဘုန်းကြီးကဘဝတစ်ပင်ဆိုတဲ့ခေါင်းစည်းလေးနဲ့ဒါလေးကိုခွဲခြားပြီးတော့ပြောတာအဲ့တော့ယနေ့ငွေကြီးသုံးလက်မိသားစုမိမိတို့မြတ်စကြာကျောင်းတိုက်လာရောက်ပြီးတော့တာမဏိကျော်ပွဲရရှင်အကဝေဒလင်္ကာရရှင်အကဝေဒလင်္ကာရတာမဏိကိုယဟန်ပြုပေးတယ်ယဟန်ပြုပေးတာကိုအကြောင်းပြုပြီးတော့တန်ဃာတော်ရှင်မြတ်တွေကိုအာယုံစွန်းနေစွန်းဖြိုရည်စေပစ္စည်းဆက်ကတ်လှူဒန်းနေပင်သံဃာဆရာတော်တွေကိုပင်သံဃာဆရာတော်တွေကိုသင်္ကန်းစွမ်းစတဲ့နဝကမ္မစတဲ့ပစ္စည်းမျိုးစုံကိုလှူဒန်းနေဓမ္မမိတ်ဆွေတွေကိုဓမ္မဒါနအဖြစ်နဲ့ဘဝနေနည်းဆိုတဲ့အိတ်ဆောင်စာအုပ်လေးကိုအုပ်ရည်နဲ့ထောင်းရိုက်နေပြီးတော့လှူဒန်းနေဓမ္မဒါနတရားလူတွေပေးလူတယ်ယခုလည်းပဲမိမိတို့ဓမ္မမိတ်ဆွေတွေကိုဖိတ်ပြီးတော့တရားနာယူကြတယ်တရားတော်ကိုနာယူပြီးတော့အလုံးအသိဉာဏ်တွေပွင့်လင်းစေခြင်းတယ်ကိုဘဝတစ်ပင်ချင်းတူတောင်မှအစိတ်ပင်နဲ့တူတူမဖြစ်အောင်ကြိုးစားနိုင်ဖို့လူသားကျိုးပြုတစ်ပင်နဲ့တူအောင်ကြိုးစားနိုင်ဖို့ယခုတရားနာခွင့်တွေရတယ်ဆိုတာမိမိတို့ကုသိုလ်တွေမိမိတို့ကဓမ္မဒါနတရားလှူနေတာအဲ့တော့ကိုပြန်ပြီးတော့သုံးသက်ကြည့်ရင်သွေးသားမတော်ဆက်ဖဲနဲ့တာမဏိရှင်အကဝေဒကိုဘာဖြစ်လို့ယဟန်ခံပေးတယ်လဲသာသနာတော်ကြီးမှာအာကုအားထရာဖြစ်တဲ့သာသနာအာဇာနည်တစ်ပါးဖြစ်စေခြင်းလို့ဒါမေတ္တာအာဒေါသရည်တောင်းမြစ်တွေပိဆက်တာအာလောဘရည်တောင်းမြစ်တွေဒီသဘောတရားတွေကအမှန်တရားပဲသိနေတာအာမောဟပညာရည်တောင်းမြစ်တွေရှင်သန်သွားတာပဲအဲ့တော့ဒီတာမဏိလေးဟာတစ်ချိန်မှာစာချဘုန်းကြီးဖြစ်မယ်သာသနာအတွက်အာကုအားထားပြုမယ်သာသနာအတွက်သူကတဆင့်မျိုးဆက်တွေကိုပြန်လဲဖြန့်ဝေမယ်ဒီလိုမေတ္တာတရားနဲ့အခြေခံပြီးတော့လှုပ်လိုက်ရင်အာလောဘပိဆက်ခြင်းဆိုတဲ့ပိဆက်ခြင်းသဘောဆိုတဲ့အာလောဘရည်တောင်းမြစ်သာသနာတော်ကြီးစီပင်ပြန်ပွားစေခြင်းနဲ့လူသားတွေကိုအကျိုးပြုစေခြင်းနဲ့အာဒေါသမေတ္တာရည်တောင်းမြစ်ဒီလုံးရမှန်ကန်တယ်လို့ဆုံးဖြတ်တယ်သိတယ်ဒါဟာအမောဟရည်တောင်းမြစ်အဲ့တော့ယဟန်ကံကိစ္စလေးကိုကြောင်းပြုပြီးတော့ရည်တောင်းမြစ်တွေရှင်သန်သွားတာကောင်းတဲ့ရည်တောင်းမြစ်တွေပဲဒီတော့မိမိတို့ရဲ့ဘဝခန္ဓာဒီတိုင်းသာဆက်သက်ကျင့်သုံးသွားမယ်ဆိုရင်ဒါဟာလူသားကျိုးပြုတစ်ပင်နဲ့တူတဲ့ဘဝခန္ဓာကိုပိုင်ဆိုင်တော့တာဒီဘဝတစ်ပင်မျိုးဟာတန်ဖိုးရှိတဲ့ဘဝတစ်ပင်လို့ဒီလိုသုံးသပ်လို့ရတယ်ခုဘုန်းကြီးတို့တရားနာတဲ့ပရိသတ်ထဲမှာဘုန်းကြီးဟောလိုက်တဲ့ဘုန်းကြီးတရားကိုနာလိုက်တဲ့အခါငါတို့ရဲ့ဘဝခန္ဓာတစ်ပင်လေးနဲ့တူနေပါလားတရားနာတဲ့ပရိသတ်ထဲမှာဆင်ခြင်မိသွားမယ်သုံးသပ်မိသွားမယ်လောဘဒေါသမောဟတွေကြီးနေလို့ရှိရင်ငါတို့အစိတ်ပင်နဲ့တူတူဖြစ်သွားလိမ့်မယ်လူသားတွေဒုက္ခပေးမိလိမ့်မယ်လောဘဒေါသမောဟလျှော့မှာဒီလိုအသိဉာဏ်လေးတွေတိုးသွားမယ်အဲ့ဒီအသိဉာဏ်လေးဒီငွေထီးသုံးလက်မိသားစုကလှူဒန်းရာရောက်တယ်တဲ့အဲ့တော့သူတို့ပင်ဖိတ်လိုက်တယ်တရားနာစေခြင်းနဲ့ပေးဆက်ခြင်းနဲ့အာလောဘရည်တောင်းမြစ်ကျွေးမွေးခြင်းနဲ့အာလောဘရည်တောင်းမြစ်အသိဉာဏ်တွေတိုးစေခြင်းနဲ့အာဒေါသရည်တောင်းမြစ်ဒီလုံးရမှန်ကန်တဲ့လုံးရဂုံပကတနာအတွက်လုပ်တာမဟုတ်ဘူးဒီလိုခွဲခြားသိတော့အမောဟပညာရည်တောင်းမြစ်အဲ့တော့မိမိတို့မိသားစုမှာဒီယဟန်ကံမင်္ဂလာလေးကိုအကြောင်းပြုပြီးတော့ရေတောင်းမြစ်တွေ
ကောင်းတဲ့ရေတောင်းမြစ်တွေရှင်သန်သွားတယ်အဲ့တော့အလောဘရေတောင်းမြစ်ပေးဆက်ခြင်းတဲ့သဘောတွေနဲ့ပြုလုပ်တဲ့ကုသိုလ်ပဲဖြစ်တော့လောဘဆိုတဲ့လိုချင်တဲ့ရေတောင်းမြစ်တွေဟာညှိုးနွမ်းသွားတော့တာပဲအဒေါသသာသနာစီပင်မှုဓမ္မပရိသတ်တွေချမ်းသာစေဖို့တရားသိဉာဏ်တွေမြင်မာစေဖို့ဒီအဒေါသဆိုတဲ့မေတ္တာရေတောင်းမြစ်ရှင်သန်လိုက်တာနဲ့ဒေါသတိမခံနိုင်မှုပေါက်ကွဲမှုစိတ်ဆိုးမှုဒီဒေါသရေတောင်းမြစ်တွေညှိုးနွမ်းသွားတော့တာပဲအမောဟဒီလိုရဟာမှန်ကန်တယ်လို့ကွက်ကွက်ပြပြသိတယ်ဒီသိတဲ့အမောဟပညာရေတောင်းမြစ်ရှင်သန်ပြီဆိုရင်မောဟဆိုတဲ့ရေတောင်းမြစ်ကညှိုးနွမ်းသွားတော့တာအဲ့တော့ဒီလိုနဲ့မိမိတို့ရဲ့ဘဝခန္ဓာဟာလူသားကြိုးပြုတစ်ပင်နဲ့တူတဲ့ဘဝခန္ဓာဖြစ်သွားတယ်ဘဝတစ်ပင်ဖြစ်သွားတော့တာပဲအဲ့တော့ဒီတော့ဘာလဲဆိုတော့ဒီအလောဘအဒေါသအမောဟနဲ့ရှင်တဲ့စိတ်စေတသိက်ရုပ်ဆိုတဲ့ဒီနံခန္ဓာတရားတွေဟာနောက်ဆုံးမှာမဉ္ဇဉ်ဖူဉ္ဇဉ်မတ်ပညာဖို့ပညာမဉ္ဇဉ်ဖူဉ္ဇဉ်ဆိုတဲ့အထိပြောင်းပြီးတော့နိဗ္ဗာန်ချမ်းသာအထိမျက်မှောက်ပြုသွားနိုင်တယ်လူသားကျိုးပြုတစ်ပင်တွေဟာရေတောက်မြေရှင်တန်ရင်ရှင်တန်သလောက်ပင်စည်းတွေအခက်အလက်ရွက်အသီးပွင့်တွေပွင့်ထွန်းနိုင်တယ်လို့လူသားတွေကျိုးပြုနိုင်တယ်လို့ပဲမိမိတို့ရဲ့နှလုံးသားထဲမှာအလောဘပေးဆက်ခြင်းတဲ့သဘောအဒေါသကြီးပွားတိုးတက်စေခြင်းနဲ့ကိုယ်ကိုကြောင်းပြုပြီးစိတ်မစင်ရဲစေခြင်းတဲ့သဘောအမောဟဒီသဘောတရားတွေဟာဒီလောက်ရက်တွေဟာမှန်ကန်တယ်လို့ကွယ်ကွယ်ပြပြသိတယ်အမောဟရေတောင်းမြစ်ပညာရေတောင်းမြစ်ဒီရေတောင်းမြစ်တွေရှင်သန်တာနဲ့အမျှမိမိတို့ရဲ့ဘဝခန္ဓာဘဝတစ်ပင်ဟာလည်းပဲနောက်ဆုံးမတ်ဖို့ဆိုတဲ့ဒီခန္ဓာတွေထိဖြစ်ပြောင်းလဲသွားနိုင်တယ်ဒီခန္ဓာတွေရရှိဖို့ဒီအသီးပွင့်တွေဒီအသီးပွင့်စေနိုင်တယ်နောက်ဆုံးမတ်ဖို့နိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်ချမ်းသာဒီအသီးပွင့်တွေကိုခံစားနိုင်ပါတယ်တဲ့ဒါလေးကိုရှေးဥစွာဘုန်းကြီးကသိစေခြင်းတာအဲ့တော့ဘုန်းကြီးတို့ယဟန်တစ်ဖြစ်တဲ့အရှင်အကဝေဒလင်္ကာရလည်းပဲတရားဓမ္မတွေကကိုယ့်ကိုရေတောင်းမြစ်သုံးသွဲကောင်းတဲ့ရေတောင်းမြစ်သုံးသွဲသူတို့ရဲ့နှလုံးသားထဲမှာရှင်သန်အောင်ပြုစုတယ်လို့ပဲမိမိကိုလည်းပဲရှင်သန်အောင်ပြုစုပေးတဲ့အခါယဟန်တစ်အနေနဲ့လည်းပဲဒါလေးတွေကိုသတိထားရတယ်ကိုယ့်ရဲ့တန်တန်မှာအလောဘအဒေါသအမောဟရေတောင်းမြစ်တွေရှင်သန်အောင်ကြိုးစားနိုင်ရတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ပရိယတိစာပေကျမ်းဂန်သင်အံပို့ချတယ်ခုကိုကစာသင်သားမြတ်စွာဘုရားကျောင်းတိုင်းမှာအကူစာချတော့ဖြစ်ပြီးစာချတော့မဖြစ်သေးဘူးပေါ့အဲ့တော့စာသင်နေတဲ့အချိန်မှာအလောဘရေတောင်းမြစ်တွေရှင်သန်အောင်ပညာတက်မှတစ်ချိန်မှာတရားဓမ္မတွေကိုအသိဉာဏ်ပေးနိုင်ပါဒီပညာတွေကိုသင်ယူပြီးမှကိုယ့်ရဲ့တပည့်တွေကိုပြန်ပြီးတော့ပညာမွေနှစ်တွေပေးနိုင်ပါဒီပညာတွေတက်လာမှပညာမွေနှစ်တွေပေးနိုင်တယ်လို့ကိုယ်လည်းပဲလောဘဒေါသမောဟငြိမ်းချမ်းခြင်းတွေကျင့်နိုင်ပါဒီစိတ်ထားလေးနဲ့သင်ယူပြီးဆိုရင်ဘာဖြစ်လဲအလောဘရေတောင်းမြစ်တွေယဟန်တစ်အရှင်အကဝေဒလင်္ကာရရဲ့နှလုံးသားမှာရှင်သန်လို့ဒါဆိုရင်လည်းပဲယဟန်တော်ရဲ့ဘဝမှာပညာသင်ယူတယ်လက်လာဘလိုခြင်းလို့ဒါဆိုရင်လောဘရေတောင်းမြစ်ကရှင်သန်တာပညာသင်ယူတယ်တစ်ချိန်မှာပညာတက်မှနေရာကောင်းကောင်းရမှာပညာတက်မှနိုင်ငံခြားခရီးသွားရမှာပညာတက်မှတရားဓမ္မတွေကလှူဒန်းမှာဒီလိုရည်ရွယ်ချက်နဲ့သင်တယ်ဆိုရင်လောဘရေတောင်းမြစ်တွေရှင်သန်သွားတယ်အဲ့တော့အရှင်အကဝေဒလင်္ကာရအနေနဲ့လည်းပဲကိုကောင်းတဲ့ရေတောင်းမြစ်တွေရှင်သန်အောင်ပညာသင်ယူတယ်တစ်ချိန်မှာတရားဓမ္မတွေကိုအသိဉာဏ်ဖြန့်ဝေဖို့ပညာသင်ယူတယ်တပိတန်ဃာတွေကိုပညာတဆင့်ကမ်းဖို့ကိုယ်တိုင်လည်းပဲကျင့်သုံးဖို့ပညာသင်ယူတယ်ဘုရားရှင်သာသနာတော်ကြီးပျောက်ကွယ်မသွားအောင်ဥဒ္ဒချက်သေးတဲ့ပွင့်အနေနဲ့ငါဆောင်ရွက်တယ်ဒီလိုစိတ်ထားလေးနဲ့သင်ယူတယ်ဆိုရင်ယဟန်တဲ့ရဲ့နှလုံးသားထဲမှာလည်းပဲအလောဘရေတောင်းမြစ်တွေပေးဆက်ခြင်းတဲ့သဘောတွေရှင်သန်သွားတယ်ဒါလေးတွေကသတိထားတဲ့ခုနလိုဘုံကြီးခြင်းလို့တစ်ချိန်မှနေရာတစ်ခုရခြင်းလို့ပညာတက်မှနိုင်ငံခြားခရီးသွားတာအဆင်ပြေအောင်လို့ဒီလိုစိတ်ထားတွေနဲ့သင်ရင်လေသင်ရင်နဲ့လောဘရေတောင်းမြစ်တွေရှင်သန်ပြီးတော့ဒီယဟန်တစ်လေးရဲ့ဘဝခန္ဓာအစိတ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်တဲ့အားလုံးတရားဓမ္မတွေရောဒုက္ခရောက်သွားနိုင်တာပေါ့ဒါလေးတွေကသတိထားတဲ့အဲ့တော့ပေးဆက်ခြင်းနဲ့စိတ်နဲ့သင်တယ်ဆိုတော့ဘာလို့ပေးဆက်ခြင်းတာလဲလူတွေကိုအတိမှန်ရစေခြင်းလို့ဘဝနေနီးတက်စေခြင်းလို့သာသနာတော်ကြီးစီပေးစေခြင်းလို့အဒေါသဆိုတဲ့မေတ္တာကြီးပွားတိုးတက်စေခြင်းတဲ့သဘောဒီရေတောင်းမြစ်တွေလည်းပဲရှင်သန်သွားတော့တာဒီရွယ်ချက်နဲ့သင်လို့ရှိရင်စာပေပို့ချလို့ရှိရင်လောဘဒေါသတွေနည်းသွားမယ်နိဗ္ဗာန်မျက်မှောက်ပြုမယ်လို့အမှန်တိုင်းသိသွားရင်အမောဟဆိုတဲ့ပညာရေတောင်းမြစ်တွေလည်းရှင်သန်သွားတယ်ဒီတော့တာမဏေကျော်ဖြစ်တဲ့အရှင်အကဝေဒလင်္ကာရရဲ့နှလုံးသားထဲမှာလည်းပဲဒီလိုရေတောင်းမြစ်တွေရှင်သန်သွားနိုင်ပါတယ်တဲ့ဒါလေးတွေကိုဘုန်းကြီးတို့ကသတိထားရမယ်
ဒီလိုတတိထားထက်စီခြင်းလို့ဘုန်းကြီးကဘဝတစ်ပင်ဆိုပြီးတော့ကိုရထားတဲ့ဘဝခန္ဓာကိုတစ်ပင်နဲ့ဥပမာပေးပြီးတော့ဒါဘဝမှာကျင့်ကြံဖို့ဟောပေးတာအခြေခံတာကတော့ဟေတုပစ္စယောဆိုတဲ့ဒီဟေတုပစ္စည်းလေးကိုအခြေခံပြီးတော့ဘုန်းကြီးကဘဝမှာနားလည်ဖို့ကျင့်သုံးနိုင်ဖို့ဒါလေးတွေကိုပြောပေးတာဘုန်းကြီးတို့ဆရာတော်အဆက်ဆက်လေးပဲဒါလိုမျိုးလေးတွေကျင့်သုံးသွားကြတာပဲဘုန်းကြီးတို့တောင်မြုပ်မာကန္တာဝန်ဆရာတော်ကြီးရဲ့ဘဝကိုကြည့်လိုက်အာလောဘရေတောင်းမြစ်တွေဘလောက်ထိရှင်သန်သွားလဲအာဒေါသအမောဟရေတောင်းမြစ်တွေဘလောက်ထိရှင်သန်သွားလဲတောင်မြုပ်မာကန္တာဝန်ဆရာတော်ကြီးရဲ့ဒီကောင်းတဲ့အာလောဘအဒေါသအမောဟရေတောင်းမြစ်တွေရှင်သန်မှုကြောင့်ဆရာတော်ကြီးကိုမိခိုးပြီးတော့လူသားတွေယဟန်တော်ရှင်မြတ်တွေသာသနာတော်ကြီးဘလောက်ထိအကျိုးတွေရသွားတယ်ဒါလေးကိုဘုန်းကြီးနည်းနည်းပြောပြခြင်းတယ်ဘယ်လိုလဲဆိုတော့ဆရာတော်ကြီးဟာဘုန်းကြီးတို့အာလောဘရေတောင်းမြစ်သိပြီးတော့ရှင်သန်တယ်သင်္ကန်းဝတ်စရာမရှိဘူးနှစ်ထပ်သင်္ကန်းကြီးတွေကဘာစစ်တွင်းကရှားပါတယ်တဝက်ဖြက်ပြီးတော့တဝက်ကိုတိမ်ထားတယ်အခမ်းအနားရှိတဲ့အခါဝတ်ဖို့တဝက်ကိုဘုန်းကြီးတို့နေ့စဉ်ဝတ်ဖို့ဆိုပြီးတော့ကျင့်သုံးခဲ့တယ်အဲ့တော့ကျမ်းပြုဆရာတော်ဘဝရောက်နေပြီမဲ့နာမည်ကြီးတဲ့ဘဝရောက်နေပြီမဲ့ရှိသမျှနဲ့ရောင်ရဲတာဒါအလောဘရေတောင်းမြစ်ရှင်သန်မှုလေးတွေနောက်တခါနေခဲ့တဲ့ကျောင်းကလည်းပဲကြည့်လိုက်ဆရာသမားတွေစွန့်ထားတဲ့ကျောင်းလေးပေါ်မှာပဲဆရာတော်ကြီးကပြန်တော်မူတဲ့အထိသတင်းသုံးနေထိုင်သွားတယ်ကျောင်းထဲမှာတိုက်တာကြီးတွေအကြီးတွေဆောက်တယ်တန်ဃာတွေချမ်းသာပါစေတန်ဃာတွေကိုစွန့်လိုက်တယ်လှူလိုက်တယ်သာသနာအတွက်လှူလိုက်တယ်ကိုယ်တိုင်ကတော့ကျောင်းသေးသေးလေးနဲ့ပဲသတင်းသုံးသွားတယ်ကဲဘလောက်ထိအလောဘရေတောင်းမြစ်တွေရှင်သန်တယ်တန်ဃာတွေချမ်းသာစေဖို့သာသနာတော်ကြီးတိုးတက်စေဖို့အာဒေါသရေတောင်းမြစ်တွေဘလောက်ထိရှင်သန်တယ်လဲဒါလေးတွေကိုတတိထားဖို့ကောင်းတယ်နောက်တကဆရာတော်ကြီးဟာဘုန်းကြီးတို့1339ခုနှစ်နတော်လာပြီးကျော်2ရက်နေ့မှာပြန်တော်မူတယ်ဘဝနဲ့တန်ဆံတော်တော်မူခဲ့တယ်အဲ့ပြန်တော်မူပဲနေ့မှာလည်းပဲဆရာဝန်ကြီးတွေရဲ့လျှောက်ထားရက်ရနနခင်ဩဝါဒကိုတော့မပေးခဲ့ပါဘူးဒါပေမဲ့လို့နေ့လေ12နာရီကနေတစ်ချက်ထိပြန်တော်မူမဲ့နေ့မှာစာချသွားတယ်တဲ့စာချသွားတာဘာဖြစ်လို့လဲပိဋကတ်သုံးပုံတွေကဆရာတော်ကြီးကဝိနည်းဘာသာတိကာပြည့်စုံအောင်ဝိနည်းပိဋကတ်ရေးပြီးသွားပြီကျမ်းစာတွေကြံရက်သွားပြီအဘိဓမ္မာဘာသာတိကာအဘိဓမ္မာ9ကျမ်းလုံးအဖွင့်တွေကိုဘာသာတိကာရေးပြီးသွားပြီသုတ်တန်ကြတော့သုတ်တိလက္ခဏ်ဘာသာတိကာပထမဥဒုတိယဥတတိယဥစတုထဥပြီးသွားပြီအလုံးရေးပြီးသွားပြီသုံးမဟာဝါဘာသာတိကာပြီးတာရက်ပိုင်းလေးပဲရှိသေးတယ်အဲ့တော့သုတ်တန်ဘာသာတိကာတွေကသုတ်ပါတိယဘာသာတိကာဆိုတာဆရာတော်ကြီးကသူပြန်တော်မမူခင်မသေးခင်မှာပြီးသွားခြင်းလားဘာဖြစ်လို့ပြီးခြင်းတာလဲဆိုတော့ပိဋကတ်သုံးပုံသင်ရိုးတွေကိုနောက်တစ်ချိန်မှာစာချဘုန်းကြီးတွေကအာရော့လိုက်ပို့ချနိုင်တဲ့ပုဂ္ဂိုလ်မရှိမှဆိုလို့အခက်အခဲဖြစ်မှဆိုလို့ပိဋကတ်သုံးပုံပုံအောင်ရေးသွားခြင်းလားဒါပေမဲ့လို့ဆရာတော်ကြီးကနတော်လာပြီးကျော်2ရက်နေ့မှာဒီကျမ်းစာပို့ချတာ2ရက်လားပဲရှိသေးတယ်အဲ့တော့ဆရာဝန်တွေကနားပါဖေဟာလို့လျှောက်ကြတာကိုဆရာတော်ကြီးကမနာပဲနဲ့12နာရီထိုးမှာစာပေကိုပို့ချတယ်ဘာဖြစ်လို့လဲဘုရားရှင်သာသနာအတွက်ကိုယ့်ရဲ့အသိဉာဏ်တွေပေးဆက်ခဲ့ခြင်းလို့နောင်လာနောက်သားတွေအတွက်ကိုယ်သေးပေမဲ့ကျမ်းစာတွေနဲ့ပို့ချခြင်းလို့ဆိုတော့အလောဘရေတောင်းမြစ်တွေရှင်သန်လိုက်တာနောက်ပြီးတော့အာဒေါသမေတ္တာသာသနာတော်ကြီးစီပင်စေခြင်းနဲ့သာသနာတော်ကြီးစာချမဲ့ပုဂ္ဂိုလ်တွေအားနေလာလို့ရှိရင်ကျမ်းစာတွေအထောက်ပံ့ဖြစ်စေခြင်းနဲ့အာဒေါသရေတောင်းမြစ်မေတ္တာရေတောင်းမြစ်တွေရှင်သန်လိုက်တာအမောဟရေတောင်းမြစ်ဒီလှုပ်ရက်ဟာမှန်ကန်တဲ့လှုပ်ရက်ဆိုပြီးတော့တတ္တိရှိကြီးနဲ့ဆရာဝန်ကြီးတွေကရှင်ဖျားနားယူပါဖျားဝိုင်းပြီးတော့လျှောက်ကြပေမဲ့တက်တော်88နှစ်1339ခုနှစ်နေတော်လာပြီးကျော်2ရက်နေ့4နာရီခွဲမှာပြန်တော်မူပေမဲ့12နာရီကနေတစ်ချက်အထိဆရာတော်ကြီးဟာစာပေပို့ချခြင်းဖြင့်ပေးဆက်သွားခဲ့တယ်အလောဘရေတောင်းမြစ်သာသနာတော်ကြီးအတွက်စီပင်စေခြင်းနဲ့နောင်လာနောက်သားတွေအတွက်စာပေသင်ယူတဲ့အခါလွယ်ကူစေခြင်းနဲ့အာဒေါသမေတ္တာရေတောင်းမြစ်ဒီလိုလှုပ်ရက်တွေဟာမမှန်ဘူးဒီလိုလှုပ်ရက်တွေဟာမှန်ကန်တယ်ပါရွက်မှုမရှိဘူးဒီလိုဆုံးဖြတ်သိတယ်အမောဟပညာရေတောင်းမြစ်ဒီရေတောင်းမြစ်သုံးသွယ်ရှင်သန်လိုက်တဲ့အတွက်ဆရာတော်ကြီးဟာလုပ်ငန်းတွေကိုပြန်တော်မူကာနီးနာရီပိုင်းလေး၄ဝထိစာချသွားခဲ့တစ်ချက်ထိုးမှစာချပြီးတော့ဗာမင်လေးတယ်ဆိုတော့ဒီနေ့တော့အချိန်စေသွားပြီတဲ့မသေးသေးရင်မနှက်ဖန်မှာဆက်ပြီးတော့ပို့ချတယ်ဒီလိုမိတ်ပြီးတော့ကြောင်းပြန်ရောက်ပြီးတော့ခဏအနားယူပြီးတော့4နာရီခွဲကြတော့တဘဝတခန္ဓာဇက်သိမ်းသွားခဲ့ပါတယ်
အဲ့တော့ဆရာတော်ကြီးဟာပစ္စည်းသုံးဆောင်နဲ့ပတ်သက်လို့ပြန်တော်မူကနီးမှာနတ်တွေရဲ့သာသနာပြုမှုအကူအညီရအောင်တက်လွတ်စားတယ်အဲ့တော့စားတောက်နဲ့ပတ်သက်လို့ချိုးချံပြီးတော့ကျင့်ကြံသွားတယ်နောက်ကတပည့်တွေအတူခိုးလေကိုကအစားတောက်အလုံးလုံးနိုင်ဖို့စားခဲ့တာစိန်ခံဖို့စားခဲ့တာမဟုတ်ဘူးအနေထိုင်နဲ့ပတ်သက်လို့ဆရာသမားတွေဆွန်ခဲ့တဲ့ကျောင်းလေးမှာပဲတေတပံတတဆုံတရင်သုံးသွားခဲ့တယ်တိုက်ထဲမှာတိုက်ကြီးတွေတားကြီးတွေအကြီးတွေပေါ်လာပြီးမဲ့တန်ဃာတွေကိုချမ်းသာစေဖို့ပဲထားတယ်အဲ့တော့အစားတောက်နဲ့ပတ်သက်လို့အနစ်နာခံတော်မူခဲ့တယ်အလောဘရေတောင်းမြစ်အာဒေါသရေတောင်းမြစ်အာမောဟရေတောင်းမြစ်အနေထိုင်နဲ့ပတ်သက်လို့ကျောင်းလေးတေးသေးလေးမှာပဲတရင်သုံးပြီးတော့သာသနာလုပ်လုပ်သွားခဲ့တယ်ရေတောင်းမြစ်30ဘယ်လောက်ရှင်သန်ခဲ့တယ်နောက်ပြီးတော့အစားတောင်းနဲ့ပတ်သက်လို့အနေထိုင်နဲ့ပတ်သက်လို့ကျမ်းမာရေးနဲ့ပတ်သက်လို့ကိုဆရာဝန်တွေကတောင်းပန်ပေမဲ့သာသနာအတွက်ဒီကျမ်းစာလေးပြီးမှဖြစ်မှာဒီကျမ်းစာပြီးလို့ရှိရင်တော့သာသနာအတွက်ပိဋကတ်သုံးပုံတော့တင်ရိုးတွေကုန်ပြီသာသနာအတွက်ပေးဆက်ခြင်းနဲ့စိတ်နဲ့ကျမ်းမာရေးကိုလည်းမငဲမကွက်ပဲနဲ့တရင်သုံးပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်သွားခဲ့တယ်အဲ့တော့သင်္ကန်းနဲ့ပတ်သက်လို့လဲစောစောကရှားပါတဲ့အချိန်မှာသင်္ကန်းရှားလိုက်တာမကြီးပဲနဲ့ထဝက်ဖြတ်ပြီးတော့တဝက်ကိုအခန္ဓာတွေရှိတဲ့အခါဝုတ်ဖို့တဝက်ကိုယခုလက်ရှိဝုတ်ဖို့ဒီလိုပဲဖြစ်တယ်လို့နဲ့ဖြတ်တန်းပြီးတော့အာလောဘအာဒေါသအာမောဟရေတောင်းမြစ်တွေရှင်သန်အောင်ကြိုးစားလိုက်တာဆရာတော်ရဲ့ဘဝခန္ဓာဘဝတစ်ပင်ဟာဘလောက်ထိလူသားကျိုးပြုတစ်ပင်ဖြစ်သွားတယ်လေဒါလေးတွေကဘုန်းကြီးတို့ယဟန်တိဖြစ်တဲ့အရှင်အကဝေဒလင်္ကာရအပါဝင်ဘုန်းကြီးတို့တွေဒကာဓမ္မတွေသိပြီးတော့ကြည်ညိုလေးစားအားထားရတဲ့ကျင့်စဉ်လေးတွေဆရာတော်ကြီးကဘလို့ဘဝခန္ဓာဘဝတစ်ပင်ဖြစ်အောင်ကျင့်သုံးသွားတယ်လေကဲအကျိုးတရားရလက်ကြည့်ရအောင်အကျိုးတရားရလက်ကြည့်တော့ယနေ့တန်ခါလောကမှာဘုန်းကြီးတို့မူလာတန်းကလေးကနေပြီးတော့ပုရိသောပုရိတာဆိုပြီးတော့နန်တိုင်းကနေစပြီးတော့သင်ယူတယ်ရုပ်ပုံရှင်ချင်းကိုသင်ယူတယ်ဖရာတရားတန်ခါယတနာသုံးပါးရဲ့ဂုဏ်ကိုသင်ယူတယ်ဆရာတော်ကြီးကျမ်းစာတွေနဲ့မလွတ်ဘူးယတနာဂုဏ်ကြီးရုပ်ပုံရှင်ချင်းကိုအခြေပြုနန်ကိုင်းဒါတွေနဲ့กินလို့မရဘူးနောက်ဆုံးဘိဝန္တသာမီဝေရီဓမ္မစရိယသာမီဝေရီသင်ယူတယ်ပါရဇိကံဘာသာတိကသီလကံဘာသာတိကအထတလင်းဒီဘာသာတိကငယ်လက်ကြီးဆိုရင်ကိစ္စဘာသာတိကဆရာတော်ကျမ်းစာတွေနဲ့ကင်းကွာလို့မရဘူးပိဋကတ်သုံးပုံတိပိဋကထရဖြစ်နေတဲ့ယနေ့ဆရာတော်တွေသွားပြီးတော့ရှောက်ကြည့်ဆရာတော်ကြီးရဲ့စာအုပ်နဲ့တိပိဋကထရရသွားတာပါလို့ဖြေကြပါလိမ့်မယ်အဲ့တော့ဆရာတော်ကြီးကသာသနာအတွက်ဘလောက်ထိအရေးအာဝါဒအတီးအပွင့်နေနဲ့အကျိုးပြုသွားတယ်လူသားကျိုးပြုတစ်ပင်ဘလောက်ထိပိတာသွားတယ်လေအဲ့တော့ဒီလိုလူသားကျိုးပြုတစ်ပင်ဖြစ်အောင်ဘဝခန္ဓာကိုဆရာတော်ကဘာလုပ်ခဲ့တယ်လဲအာလောဘရေတောင်းမြစ်ပေးဆက်ခြင်းတဲ့သဘောအာဒေါသရေတောင်းမြစ်ကိုကြောင်းပြုပြီးတော့ဘာသာသာသနာသိငယ်မသွားအောင်ကြီးပွားတိုးတက်သွားအောင်ဖြစ်စေခြင်းတဲ့သဘောအာမောဟရေတောင်းမြစ်ဒီလိုရက်တရားမှန်ကန်တယ်လို့ကွယ်ကွယ်ပြပြသိတယ်ရေတောင်းမြစ်သဘောဒီရေတောင်းမြစ်တွေရှင်သန်တော့ဆရာတော်ရဲ့ဘဝခန္ဓာဘုန်းကြီးတို့လူသားကျိုးပြုတစ်ပင်နဲ့တူတဲ့ဘဝတစ်ပင်ကြီးဖြည့်ပြီးတော့အလုံးကိုချမ်းသာစေသွားတာဘုန်းကြီးတို့ယနေ့မြတ်စကြာကျောင်းတိုက်တည်ပင်ဆရာတော်ကြီးရဲ့မဟာကဏောင်ကျောင်းတိုက်ကနေတဆင့်ခွဲလာခဲ့တာတဲ့အဲ့တော့ဘုန်းကြီးတို့တဆင့်ဖြစ်တဲ့အပင်ပွားလေးရကိုပဲတန်ဃာတွေအတွက်ဘလောက်ထိချမ်းသာရသွားတယ်လေဒါဆရာတော်ကြီးရဲ့ကုသိုလ်တွေဆရာတော်ကြီးရဲ့ရေတောင်းမြစ်ကောင်းတဲ့ရေတောင်းမြစ်ရှင်သန်ခဲ့တဲ့အတွက်ဘဝတစ်ပင်ဟာလူသားကျိုးပြုတစ်ပင်နဲ့တူတယ်အဲ့ဒီကနေဂိုင်းကူးလိုက်တဲ့မြတ်စကြာဆိုတဲ့တစ်ပင်လေးတည်ပင်ဒကာဓမ္မတွေပေါ်မှာဘလောက်ထိအကျိုးတရားမှုရှိတယ်လေတပိတန်ဃာတွေအတွက်ဘလောက်ထိအကျိုးတရားမှုရှိတယ်လေဒါလေးတွေကိုဘုန်းကြီးကသိစေခြင်းတာအဲ့တော့ဆရာတော်ကြီးအကြောင်းပြုပြီးတော့မူလာတန်းကိုရင်လေးကနေစပြီးတော့ပိဋကတ်သုံးပုံအောင်တဲ့ဆရာတော်တွေတိဆရာတော်ဟာသူ့ရဲ့ဘဝခန္ဓာကိုအသုံးပြုပြီးတော့ရေတောင်းမြစ်တွေရှင်နေအောင်လုပ်ပြီးတော့လူသားကျိုးပြုတစ်ပင်နဲ့တူအောင်ကျင့်သုံးသွားလိုက်တာအားရစရာကောင်းလိုက်တာမိမိတို့ဒါလောက်မဖြစ်တောင်မှတက်နိုင်တယ်များတော့နှီးဆက်အောင်ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားရမယ်နောက်လူသားတွေဘက်ကကြည့်လို့ရှိရင်လည်းပဲဆရာတော်ကြီးရဲ့ယရဏဂုံကြီးကိုဖတ်လိုက်လို့ရှိရင်ဖရာတရားတန်ခါကိုမိယိုးဖလားဗုဒ္ဓဘာသာအဖြစ်ကလွန်မြောက်သွားစေနိုင်တယ်ဆရာတော်ကြီးရဲ့ကိုကျင့်ပြီးဓမ္မတွေဖတ်လိုက်လို့ရှိရင်စိတ်ထားတွေတက်သွားတယ်ဒါနလုပ်ရင်ဒါနလုပ်တိုင်းကောင်းတာမဟုတ်လောဘတွေပါတဲ့ဒါနလောဘတွေချမ်းရံတဲ့ဒါနကုသိုလ်စိတ်တန်တန်ဖြစ်တဲ့ဒါနဒါမျိုးလေးတွေကွဲပြားပြီးတော့ဘဝမှာစိတ်နေစိတ်ထားမြင့်သွားစေနိုင်တယ်အနာဂတ်သာသနာရေးကိုဖတ်လို့ရှိရင်သာသနာပြုနည်းတွေတည်သွားနိုင်တယ်ဘုန်းကြီးပြန်ပွဲလုပ်ရင်ဘယ်လိုလုပ်တင်လဲရှင်ပြုလူပွဲတွေဘယ်လိုမလုပ်တင်ဘယ်လိုလုပ်တင်လဲ
ဘလို့လောက်တာတွေကငွေပိုကုန်တာဘလို့လောက်တာကကုသိုလ်စစ်တာနာဂတ်သာသနာရေးကိုဖက်ရင်လူသားတွေကိုသိဉာဏ်တွေပေးသွားတယ်အဲ့တော့ဆရာတော်ရဲ့ဘဝခန္ဓာဘဝတစ်ပင်ဟာဘလောက်ထိလူသားတွေကြိုးပြုတယ်လေဒါဘာဖြစ်လို့လဲမေးရင်အာလောဘရေတောင်းမြစ်အာဒေါသရေတောင်းမြစ်အာမောဟရေတောင်းမြစ်ဆိုတဲ့ရေတောင်းမြစ်သုံးတွေရှင်သန်လွန်းလို့တဲ့ဒီလိုရှင်သန်တော့ဘဝခန္ဓာဘဝတစ်ပင်ကြီးဟာအားလုံးအတွက်အကျိုးပြုသွားနိုင်ခဲ့ပါတယ်ဒါလေးတွေကိုဘုန်းကြီးကရဟန်းတစ်ဖြစ်တဲ့ရှင်အကဝေဒလင်္ကာရကိုလည်းပဲဒါလေးတွေကိုအတူယူစေခြင်းတယ်ဝေထီသုံးလက်နဲ့တကွာယနေ့ဓမ္မမိတ်ဆွေတွေကိုလည်းပဲအတူယူစေခြင်းတယ်ဒါလေးတွေကတိတ်ပြီးတော့အရေးကြီးတယ်ဒါကြောင့်ဘဝတစ်ပင်ဆိုတဲ့ခေါင်းစည်းနဲ့ဟောပေးတာဘုန်းကြီးတို့ဘုရားရှင်လက်ထက်ကလည်းပဲလောဘဒေါသမောဟဆိုတဲ့ရေတောင်းမြစ်မကောင်းတဲ့ရေတောင်းမြစ်အခြေခံခဲ့တဲ့ဘဝတစ်ပင်အစိတ်ပင်နေနဲ့တူတဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့တာပဲအလောဘအဒေါသအမောဟဆိုတဲ့ကောင်းတဲ့ရေတောင်းမြစ်တွေရှင်သန်ပြီးတော့ဘဝမှာလူသားကျုပ်ပြုတစ်ပင်နဲ့တူတဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့တာအဲ့တော့မိမိတို့ကအထုံလေးတွေရအောင်လုပ်ထားဖို့လိုအပ်တယ်ဘုန်းကြီးဥပမာလေးတစ်ခုပြောပြပေးမယ်တာမာဝရီမိဖုရားကြီးနဲ့မာဂန္ဒီမိဖုရားကြီးကောတံဘီပြည်ရဲ့သူတို့ဟာမိဖုရားကြီးနှစ်ပါးဖြစ်ကြတယ်အကမေဟတိကြီးတွေအဲ့တော့သူတို့နှစ်ယောက်မှာမာဂန္ဒီမိဖုရားရဲ့နှလုံးသားထဲမှာကြတော့ဘဝခန္ဓာဘဝတစ်ပင်မှာကြတော့လောဘရေတောင်းမြစ်ဒေါသရေတောင်းမြစ်မောဟရေတောင်းမြစ်တွေဟာဘဝဆက်ဆက်မှာရှင်သန်ခဲ့တယ်ဒီတော့မာဂန္ဒီမိဖုရားကြီးကအစိတ်ပင်နဲ့တူတဲ့လူသားဖြစ်သွားတယ်တာမာဝရီမိဖုရားကြီးကတော့အာလောဘရေတောင်းမြစ်အာဒေါသရေတောင်းမြစ်အာမောဟရေတောင်းမြစ်ကောင်းတဲ့ရေတောင်းမြစ်တွေဟာဘဝဆက်ဆက်မှာအထုံလေးပါလာခဲ့တော့ရှင်သန်ခဲ့တော့လူသားကျိုးပြုတစ်ပင်နဲ့တူတယ်တဲ့ဒါလေးကိုဘုန်းကြီးနည်းနည်းလေးပြောပြပေးမယ်အဲ့တော့ပထမဘုန်းကြီးတို့တာမာဝရီမိဖုရားကြီးတာမာဝရီမိဖုရားကြီးကတနေ့တော့သူ့ရဲ့ပန်းဆက်ဖြစ်တဲ့ခုံစုပ်တရာဆိုတဲ့ခါကုန်းနေတဲ့ကျွန်မတယောက်ကပန်းလာဆက်တော့ပန်းတွေကခါတိုင်းခါတဲ့တဝက်ပူများနေတာတွေ့ရတယ်ဒီတော့ဘာဖြစ်လို့ပန်းတွေများနေတာလဲလို့မေးတော့အဲ့တော့အကျိုးအကြောင်းခုံစုပ်တရာဘာရှင်းပြလဲဆိုတော့ခါတိုင်းခါမှာရှင်ဘုရင်ကတဲ့ပန်းဖိုးကိုရှစ်ချက်ပေးတဲ့ထဲကနေပြီးတော့ तू က၄ချက်ဖိုးပဲပန်းဝယ်ပြီးတော့ဆက်တာတဲ့အကြောင်း၄ချက်ဖိုးကို तू ခိုးထားတဲ့အကြောင်းဒါမျိုးလေးတွေရှောက်တင်လိုက်တယ်ယနေ့တော့ဘာဖြစ်လို့မခိုးတာလဲဆိုတော့ရှစ်ချက်ဖိုးလုံးဝယ်လာတဲ့အတွက်ပန်းတွေများနေတဲ့အကြောင်းဒါကိုတာမာဝရီကမေးတော့ခဏဖျားရှင်ထံကနေပြီးတော့သူမနာပန်းတဲ့ထံမှာဝင်ကူလို့ရင်ဖျားရှင်ရဲ့တရားတော်နာယူခဲ့ရတယ်တရားနာရင်ရှုမှတ်ပွားများလိုက်တာသောတာပန်ဖြစ်သွားခဲ့တယ်တရားဓုတရားမြတ်ကိုရခဲ့တယ်အဲ့တော့တရားဓုတရားမြတ်ကိုရခဲ့တဲ့အတွက်ယနေ့ပန်းလေးချက်ဖို့ကိုမခိုးပဲနဲ့ရှစ်ချက်ဖို့လုံးဝယ်ပြီးတော့ဆက်တာပါတယ်တဲ့ဒါကြောင့်ပန်းတွေများနေတာပါဒါမျိုးပြောလိုက်တယ်တန်တဟုတင်လိုက်တယ်အဲ့တော့တာမာဝရီမိဖုရားကြီးရဲ့နှလုံးသားထဲမှာအာလောဘကိုယ်ကပဲပေးခြင်းတဲ့သဘောတွေရှိနေတယ်လိုချင်တဲ့သဘောအားနေတယ်အာဒေါသပောက်ကွဲတဲ့စိတ်ဆိုးတဲ့ကိုယ့်ရဲ့စိတ်ထင်တိုင်းကျဲတတ်တဲ့ဒီသဘောနေပြီးတော့အာဒေါသမေတ္တာတရားအားကြီးတယ်သူတစ်ပါးကိုယ့်အကြောင်းပြုပြီးစိတ်ဆင်းရဲစေတာမဖြစ်စေခြင်းစိတ်ချမ်းသာစေခြင်းနဲ့ဘဝတိုးတက်စေခြင်းအာမောဟအမှန်တရားအမှားတရားကွယ်ကွယ်ပြားပြားလှုပ်တဲ့မလှုပ်တဲ့ပြောတဲ့မပြောတဲ့ဒါတွေကိုကွယ်ကွယ်ပြားသိတော့အာမောဟရေတောင်းမြစ်တွေရှင်သန်နေတော့ဘုန်းကြီးတို့ဘယ်လိုပြောလိုက်လဲဆိုတော့အဲ့တော့အမိတောက်သုံးခဲ့တဲ့ဒီတရားရှိအေးကိုကျမတို့ကိုလည်းပဲတိုက်ကြွေးပါတဲ့ဒီစကားလေးပြောလိုက်တယ်နော်ဘုန်းကြီးတို့စဉ်းစားကြည့်လောဘရေတောင်းမြစ်အမြဲတမ်းကိုယ်ကပဲလိုချင်တဲ့အသားစီးနေခြင်းနဲ့ဒေါသရေတောင်းမြစ်မဟုတ်မခံဆိုတဲ့စိတ်နဲ့တွေ့တရားပြောပြစ်မယ်မောဟရေတောင်းမြစ်အမှန်တရားအမှားတရားပြောတဲ့မပြောတဲ့မသိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်ဘာဖြစ်သွားမလဲနင်ဒီလောက်ရက်တွေကြာအောင်ရှင်ပြင်းထံကငွေ၈ချက်ယူပြီးတော့၄ချက်ဖို့ပဲဝယ်တယ်နှစ်တည်းရက်တည်းလတည်းကြာခဲ့ပြီတရက်ကို၄ချက်ဖိုးတယ်ဆိုတော့ငွေတွေအများကြီးပဲဟဲ့ကျွန်ဆုံးမှာငါငွေတွေပြန်ပေးဘုန်းကြီးတို့လောဘဒေါသမောဟရေတောင်းမြင်မြန်နှလုံးသားထဲမှာရှင်သန်ခဲ့ရင်ဒီအတန်တွေထွက်လာမှာဘာဖြစ်လို့လဲငွေကြေးတွေကတရက်၄ချက်ဘုန်းကြီးတို့ဖျားရှင်လက်ထက်ကခံမှန်းချိန်မှာနွားတရှင်းမှာနွားနှစ်ကောင်မှာ24ချက်လောက်တန်တဲ့ခေတ်အဲ့တော့တာမာဝတီမိဖုရားအတွက်ပန်းတွေဆက်လာခဲ့တာနှစ်ချီလဲကြာခဲ့ပြီဘယ်နှစ်ရှိလဲဒါပြောလို့တိကျတော့မပါဘူးပေါ့အဲ့တော့ဒီလောက်နှစ်တွေကြာအောင်တရက်၄ချက်ခိုးလာခဲ့တယ်ဆိုတော့လောဘဒေါသမောဟရေတောင်းမြစ်တွေကနှလုံးသားထဲမှာရှင်သန်နေတဲ့မိဖုရားတယောက်ဆိုရင်
ဟဲ့ကျွန်ဆုံးမှဒေါသတွေဖြစ်မယ်ထသက်ခြင်းသက်မယ်ရိုက်ခြင်းရိုက်မယ်အယောတောင်းရင်တောင်းမယ်ထောင်ချရင်ချပြစ်မယ်ဒါဘာဖြစ်လို့လဲလောဘဒေါသမောဟရေတောင်းမြစ်တွေရှင်တန်ရင်ဒီစကားတွေပဲထွက်မှာခုတာမဝတီမိဖုရားကြီးကတော့ငွေကြေးကိုမျက်စိနဲ့မမြင်တော့အံ့ဩစရာကောင်းတာကအမှန်တိုင်းပြောလိုက်ရင်ခုတ်ဆုပ်တရာဟာသူနေတိုင်းခိုးယူပါတယ်ပြောလိုက်ရင်ဒါဟာအမှန်တရားကိုပြောလိုက်တဲ့အတွက်အသက်ခံရင်လည်းခံရမယ်အသက်ခံရင်ခံရပါစေဒီလိုစိတ်တဲ့မျိုးတတ္တိမျိုးတွေရှိသွားတယ်အဲ့တော့နောက်ထပ်လည်းပဲလေးချက်မခိုးယူတော့သူ့အတွက်စာဝတ်နေရေးတွေဆင်းရဲသွားမယ်ဆင်းရဲရင်ဆင်းရဲပဲစီငါဘယ်တော့မှမခိုးဘူးအဲ့ဒီဓမ္မတတ္တိဓမ္မစွမ်းအားတွေကိုတာမဝရီကမြင်လိုက်တာဒါဘာဖြစ်လို့လဲဆိုတော့အမောဟရေတောင်းမြစ်ကတာမဝရီနှလုံးသားထဲမှာရှင်သန်နေတယ်အမှန်တရားကိုမြင်လိုက်တယ်ဩတရားစွမ်းအားအံ့ဩစရာကောင်းလိုက်တာကိုခိုးနေတာကိုလိမ်မပြောဘဲနဲ့အမှန်တိုင်းပြောလိုက်ရင်တက်ရင်တက်မယ်ဆိုတာသိနေပြီမဲ့တက်ရင်အသေးခံမယ်ဆိုတဲ့တတ္တိဒီတတ္တိဟာအင်မတန်မွန်မြတ်ပါလားဒါပညာရေတောင်းမြစ်အမောဟရေတောင်းမြစ်နှလုံးသားထဲမှာရှင်သန်နေတဲ့တာမဝရီကဒါကိုသိလိုက်တော့ဒီတရားရည်အေးကိုကျမကိုလည်းပဲကျမတို့ကိုလည်းပဲတိုက်ကြွေးပါလို့တောင်းပန်တော့ခုတ်ဆုပ်တရာကတရားဟောလိုက်တာတာမဝရီမှုရှိတဲ့ဒီဗျာ900ဟာသောတာပန်ဖြစ်သွားတယ်တရားနာရင်ရှုမှတ်ပွားများလိုက်တာသောတာပန်နေဖြစ်ပြီးအပေတကားပိတ်သွားတယ်တဲ့ကဲဒီနေရာမှာဘုန်းကြီးတို့ရေတောင်းမြစ်ရှင်သန်ပုံချင်းမတူဘုန်းကြီးတို့ဒီတရားနာတဲ့ပြိတ္တထဲမှာစဉ်းစားကြည့်ငါရာဆိုရင်တာမဝရီမိဖုရားနေရာမှာငါပစ္စည်းကိုတရက်၄ချက်ခိုးတယ်နှစ်ပေါင်းများစွာခိုးတယ်ဒါတွေကိုတွေးပြီးတော့လောဘဒေါသမောဟရေတောင်းမြင်မြန်ရှင်သန်နေခဲ့ထပြီးထူမယ်ရိုက်မယ်တက်မယ်ပစ္စလက်ကပါဇက်ကလည်းပဲအယုဒ္ဓနတ္တဆဲမယ်ထောင်ချမယ်ငါငွေတွေပြန်ရောပြီးအယောတွေတောင်းရင်တောင်းမယ်ဒါမျိုးတွေဖြစ်သွားနိုင်တယ်အခုတော့တာမဝရီမိဖုရားရဲ့နှလုံးသားထဲမှာဘဝဆက်ဆက်ကအလောဘကိုယ်ကပဲပေးချင်တဲ့သဘောအဒေါသကိုကြောင့်ပြုပြီးတော့စိတ်မစင်ရဲစေခြင်းတဲ့သဘောအမောဟအမှန်တရားဒီလိုဓမ္မစွမ်းအားကြောင့်မို့ဒီလိုတတ္တိတွေရှိသွားတာအသက်တည်ရင်သေပါစေလိန်တော့မပြောတော့ဒီဓမ္မစွမ်းအားတွေကိုအမှန်တိုင်းမြင်နိုင်တဲ့ပညာအမောဟရေတောင်းမြစ်သဘောတွေရှင်သန်တော့တာမဝရီမိဖုရားကြီးကဘာဖြစ်သွားလဲအဲ့ဒီခုတ်ဆုပ်တရာခိုးယူတဲ့အမှုကိုကြောင်းပြုပြီးတော့လိန်မပြောရတဲ့ဓမ္မစွမ်းအားကိုကြောင်းပြုပြီးတော့သူတို့လည်းပဲသောတာပန်ဖြစ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားကြတယ်တဲ့ကဲဒီရေတောင်းမြစ်တွေကြွားချပုံတွေကိုဘုန်းကြီးကပြောတာအဲ့တော့မိမိတို့လည်းပဲတာမဝရီမိဖုရားကြီးလိုအလောဘအဒေါသအမောဟရေတောင်းမြစ်တွေရှင်သန်အောင်မိမိတို့ပြုစုပြောထောင်ပြီးတော့ဘဝမှာဘာတစ်ပင်နဲ့တူအောင်ကြိုးစားမလဲဆိုတော့လူသားကြိုးပြုတစ်ပင်နဲ့တူအောင်ကြိုးစားနိုင်ရမယ်လို့ဒါဘုန်းကြီးဟာတိုက်တွန်းခြင်းဖြစ်ပါတယ်။နောက်မာဂန္ဒီမိဖုရားကြီးကိုဘုန်းကြီးပြောမယ်။မာဂန္ဒီမိဖုရားကြီးကလည်းပဲကောတံပြည်ပြည်ရှင်ဥဒေနာရှင်ပြန်ရဲ့မိဖုရားကြီးတာမဝရီကလည်းပဲဥဒေနာရှင်ပြန်ရဲ့မိဖုရားကြီးအတူတူမိဖုရားဖြစ်တာပဲ။ရှေးကံကတော့အတူတူပဲ။ဒါပေမဲ့နှလုံးသားထဲမှာရေတောင်းမြစ်ရှင်သန်ပုံကြီးကမတူကြဘူး။အဲ့တော့တနေ့တော့မာဂန္ဒီမိဖုရားကြီးကတာမဝရီမိဖုရားရှိတဲ့မောင်မတွေနေတဲ့အဆောင်ကိုခဏလမ်းလျှောက်ရင်းနဲ့ရောက်သွားတော့တာမဝရီမိဖုရားတို့နေတဲ့အဆောင်ကြီးမှာအပေါက်တွေဖောက်ထားတာသွားတွေ့ရတယ်ဒီအပေါက်တွေဘာလို့ဖောက်တာတော့လို့မေးတော့တာမဝရီမိဖုရားမှုရှိတဲ့မိဖုရားတွေကဘုရားရှင်ကိုယ်တော်မြတ်ကျောင်းတော်ကနေပြီးတော့ဂေါတံပြည်ပြည်ဂေါတကတထေးစတဲ့တထေး၃ဦးရဲ့အိမ်ကိုကြွတဲ့အခါမှာဒီအပေါက်ကနေလှမ်းပြီးတော့ဖူးမျောကြပူဇော်ကြရှ िख ိုးကြပါတယ်အဲ့တော့ဒီအပေါက်ဖောက်တာဘုရားရှင်ကိုဖူးခြင်းလို့ပူဇော်ခြင်းလို့ရှ िख ိုးခြင်းလို့ပါအမှန်တိုင်းပြောကြတယ်အဲ့တော့တာမဝရီမိဖုရားပြုရှိတဲ့မိဖုရားတွေဟာဘုရားရှင်ရဲ့တရားတော်ကိုခုတ်ဆုပ်တရာကျွန်မကတဆင်နာယူလိုက်တဲ့အတွက်တရားသူတရားမြတ်တွေတည်သွားပြီနိဗ္ဗာန်ချမ်းသာကိုကိုယ်တိုင်ခံစားသွားရပြီတရားရတာတည်သွားတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ကိုတရားရတာတိုက်ကြွေးတဲ့မြတ်စွာဘုရားကိုဖူးခြင်းမှာပေါ့မိမိတို့ကျေးဇူးရှင်ဆိုလို့ရှိရင်တရားဓမ္မတွေလည်းသတိထားကြည့်ကိုယ်ဆင်းရဲဒုက္ခရောက်နေတဲ့အချိန်ကိုတရားစကားလေးပြောလိုက်တယ်ကူညီလိုက်တယ်ဒီကျေးဇူးရှင်ကိုတွေ့ချင်တာထုံးစံတယ်ခုလည်းပဲမိမိတို့တာမဝရီမှုရှိတဲ့မိဖုရားတွေကဘုရားရှင်ကိုအကြောင်းပြုပြီးတော့တရားရတာကိုတောက်တုံးပြီးနိဗ္ဗာန်ချမ်းသာမဖို့နိဗ္ဗာန်ချမ်းသာဒီရတာတွေကိုသိသွားတယ်ကာမဂုဏ်ရတာတွေဆိုတာကနိဗ္ဗာန်ချမ်းသာနဲ့စာရင်ဘာမှမဟုတ်ပါလားဆိုတာရှင်းရှင်းလင်းလင်းသိသွားပြီဒီတော့ဒီတရားအရတာကိုသိအောင်ဖော်ထုတ်တော်မူခဲ့တဲ့မြတ်စွာဘုရားကိုဖူးခြင်းရတယ်ဒီတော့ခုတ်ဆုပ်တရာကိုပူဇော်တော့ခုတ်ဆုပ်တရာကတင်တို့ကမိဖုရားတွေဖြစ်တယ်တင်တို့ကိုခေါ်သွားလို့လည်းမသင့်တော်ဒီတော့ဟောဒီအဆောင်မှာအပေါက်တွေဖောက်တာ
မြတ်စွာဘုရားကြွလို့ရှိရင်လှမ်းပြီးတော့ပေါက်ကနေဖူးကြဆိုပြီးတော့အကြံပေးတဲ့အတွက်ပေါက်တွေဖောက်ထားတာဒါကိုမာဂန္ဒီမိဖုရားကြီးကသိသွားတယ်သိသွားတော့ဘာဖြစ်လဲဆိုတော့ဘုန်းကြီးတို့မာဂန္ဒီမိဖုရားဒီကောင်မတွေကမြတ်စွာဘုရားကိုပြုစုလှုပ်ကြွေးနေကြတာပါလားငါယံသူကိုလှုပ်ကြွေးတော့ငါယံသူပဲဖြစ်မှာပေါ့ဒီနေ့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုဒီကောင်မတွေအပေါ်မှာငါလှုပ်ကိုလှုပ်ရမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်နောက်မြတ်စွာဘုရားအပေါ်မှာလည်းပဲယဟန်ဂေါတမဒီမြို့ကိုရောက်လာပြီကိုငါပေါ်ရှက်ခွဲခဲ့တဲ့ယဟန်ဂေါတမငါလှုပ်တဲ့လှုပ်ထိုက်တာကိုအကျွေးဆက်ရမယ်ဆိုပြီးတော့ဒေါသတွေအာဃာတရေတောင်းမြစ်ကြီးတွေရှင်သန်လိုက်တာအဲ့တော့ဘုရားတရားတန်ခါဒီအာယုန်နေနဲ့တွေ့တာပဲတာမောဂရီမိဖုရားကတိုက်ရိုက်မတွေ့ဘူးကျွန်မဖြစ်တဲ့ခိုးစုပ်တရားတဆင့်တွေ့ရတာမာဂန္ဒီမိဖုရားကြီးကမြတ်စွာဘုရားကိုကိုယ်တိုင်လည်းပဲဖူးခဲ့ဘူးတယ်အဲ့တော့ဖူးခဲ့ဘူးတုန်းကသူ့ရဲ့မိဘတွေကသူတို့ရဲ့သမီးကိုမြတ်စွာဘုရားကိုလက်ထပ်ဖို့သွားတောင်းပန်တော့မြတ်စွာဘုရားကပြင်းပြင်းထန်ထန်စကလုံးနေနဲ့တရားဟောလိုက်တာမိဘတွေကတော့အနာခံဖြစ်သွားတယ်သူကသူ့အပေါ်မှာမြတ်စွာဘုရားကမလိုချင်ဘူးခြေထောက်နဲ့တောင်မထိချင်ဘူးဆိုတဲ့စကလုံးကိုနာပြီးတော့ခုကောတံပိပိမြတ်စွာဘုရားရောက်လာတဲ့အကြောင်းကိုတာမာဝရီမိဖုရားမှုရှိတဲ့မိဖုရားတွေကအပေါက်ဖောက်ထားတာဘုရားဖူးဖို့ဆိုတာသိသွားတော့ရန်ဂေါတမဘုရားရှင်ဒီမြို့ကိုရောက်လာပြီငါလှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်ကိုလှုပ်ရမယ်နောက်မိဖုရားတွေကိုလည်းပဲတာမာဝရီမှုရှိတဲ့မိဖုရားတွေကိုလည်းမြတ်စွာဘုရားကိုငါအင်မတန်မုန်းတီးဆက်ဆုပ်တဲ့ဘုရားရှင်ကိုစီကကိုးကွယ်ပူဇော်ရပါမလားဆိုပြီးတော့ရန်ညိုးတွေဖွဲ့ပြီးတော့မြတ်စွာဘုရားကိုဤမျိုးစုံနဲ့လက်တွေပေးပြီးတော့ဆဲခိုင်းတယ်မြတ်စွာဘုရားကိုဘလောက်ထိရရဆက်ဆက်ဆဲလဲဆိုတော့ဘုရားရှင်ကိုဟဲ့နွားကြီးလို့ဒီလောက်ထိတရိษံကြီးဒီလိုစကလုံးတွေပါဝင်တဲ့ဆယ်ဒီမျိုးစုံနဲ့ဆဲခိုင်းတာအဲ့တော့မာဂန္ဒီအကုသိုလ်တွေဘလောက်ဖြစ်သွားတယ်နောက်တာမာဝရီမှုရှိတဲ့မိဖုရားတွေကိုလည်းပဲလှုပ်ကြံတက်ဖြတ်လိုက်တာနောက်ဆုံးဦးလေးဖြစ်တဲ့ပုဂ္ဂိုလ်ကိုမိရှုခိုင်းလိုက်တာဦးလေးဖြစ်တဲ့ပုဂ္ဂိုလ်ကမာဂန္ဒီမိဖုရားမှုရှိတဲ့တာမာဝရီမှုရှိတဲ့မိဖုရားတွေနေတဲ့အဆောင်ကြီးကိုမီးတင်ရှို့လိုက်တာအားလုံးအရိယာသူတော်စင်တွေမီးလောင်ပြီးတော့ကွယ်လွန်သွားကြရှာတယ်နောက်ဆုံးသူလည်းအသေးဆိုးနဲ့သေရတယ်ဘုန်းကြီးပြောချင်တာပါလဲဆိုတော့မာဂန္ဒီမိဖုရားလည်းပဲဘုရားရှင်ကိုကိုယ်တိုင်ဖူးဘူးတယ်တာမာဝရီမိဖုရားမှုရှိတဲ့မိဖုရားတွေကဘုရားရှင်ပေါ်မှာကြည်ညိုကြတယ်စိတ်ကြကြတယ်သူနှလုံးသားမှာအာလောဘအာဒေါသအာမောဟအမှန်တရားကိုသိတဲ့အာမောဟပညာရည်တောင်းမြစ်တွေမရှင်တန်တော့ပေးဆက်ခြင်းတဲ့သဘောတိုးတက်စေခြင်းတဲ့သဘောတွေမရှိတော့သူတို့ဘုရားရှင်ကိုးကွယ်တာကောင်းတာပေါ့အမှန်တရားမြင်တာပေါ့လမ်းမှန်ရောက်တာပေါ့လို့ဝမ်းမသာနိုင်မင်းနဲ့ဒေါသရေတောင်းမြစ်ကငါယံသူဖြစ်တဲ့ဂေါတမကိုကိုးကွယ်တဲ့ကောင်မတွေသိရမယ်တေချောင်းမျိုးမျိုးကျန်တော့နှလုံးသားထဲမှာဒေါသအာဃာတရေတောင်းမြစ်တွေရှင်သန်လိုက်တာလောဘရေတောင်းမြစ်ရာရာမှာကိုကလိုချင်တာဥဒိဏမင်းရဲ့မေတ္တာကိုတယောက်တည်းခံယူခြင်းနဲ့လောဘရေတောင်းမြစ်မြတ်တမှုမရှိဘူးဒါကိုမြတ်တမှုမရှိဘူးလို့မသိတဲ့မောဟရေတောင်းမြစ်တွေရှင်သန်လိုက်တာအဲ့ဒီမှာမာဂန္ဒီမိဖုရားဟာဘုန်းကြီးတို့အသေးဆိုးနဲ့ကိုသေခဲ့ရပါတယ်ရှင်ဘုရင်ကနောက်ဆုံးသေဆိုးနဲ့တက်ပြစ်ပြီးတော့သေသွားရတဲ့အစဉ်ရောက်တယ်အကုသိုလ်တွေကလည်းပြည့်နေတော့ငရဲဆိုတာကမာဂန္ဒီအတွက်ဘာမှမထူးဆန်းတဲ့နေရာတကူဖြစ်သွားခဲ့ပါတယ်အဲ့တော့ဘုရားရှင်ရဲ့တရားတော်ဘုရားရှင်ကိုဖူးမြင်ရခြင်းအတူတူတန်ဃာတော်တွေကိုဖူးမြော်ကြခြင်းအတူတူမာဂန္ဒီမိဖုရားနဲ့တာမာဝရီမိဖုရားတို့တူခဲ့ပါလျက်တဦးကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့တဦးကအသေးဆိုးနဲ့တည်ပြီးတော့ဘုန်းကြီးတို့ငရဲရောက်သွားရတယ်ဆိုတာဘာဖြစ်လို့လဲနှလုံးသားထဲမှာမာဂန္ဒီရဲ့နှလုံးသားထဲမှာလောဘဒေါသမောဟလိုချင်တဲ့လောဘရေတောင်းမြစ်တိမခံနိုင်မှုပေါက်ကွဲမှုဒေါသရေတောင်းမြစ်အမှန်တရားကိုမသိတဲ့မောဟရေတောင်းမြစ်တွေရှင်သန်လို့ဆိုဒါလေးကိုဘုန်းကြီးတို့ကောက်ချက်ချလို့ရတယ်တာမာဝရီမိဖုရားရဲ့နှလုံးသားထဲမှာတော့အာလောဘအရာရာကိုယ်ဝပဲပေးဆက်ခြင်းတာအာဒေါသကိုကြောင့်ပြုပြီးတော့ချမ်းသာစေခြင်းတာတူကြည်ပွားတိုးတက်စေခြင်းတာအာမောဟအမှန်တရားကိုသိတဲ့အာမောဟရေတောင်းမြစ်ပညာရေတောင်းမြစ်တွေရှင်သန်တာဒါကွဲပြားချက်ပါပဲဒီကွဲပြားချက်လေးတွေကိုသိစေခြင်းလို့ဘုန်းကြီးကဘဝတစ်ပင်ဆိုတဲ့တရားကိုနုမောဒနာတရားဖြစ်နေဟောကြားပေးခြင်းဖြစ်ပါတယ်ဒါကြောင့်ငွေထီသုံးလက်မိသားစုနဲ့တကွဓမ္မမိတ်ဆွေများဟာဒီတရားတော်ကိုနာယူပြီးတော့ကိုယ့်ရဲ့နှလုံးသားထဲမှာအကောင်းဆုံးသောရေတောင်းမြစ်တွေဖြစ်တဲ့အာလောဘအာဒေါသအာမောဟရေတောင်းမြစ်တွေကရှင်သန်အောင်ကြိုးစားနိုင်ကြပါစေဒီရေတောင်းမြစ်တွေရှင်သန်အောင်ကြိုးစားရင်းနဲ့လောဘဒေါသမောဟရေတောင်းမြစ်တွေညှိုးနွမ်းပျောက်ကွယ်သွားအောင်ကြိုးစားနိုင်ကြပါစေဒီနည်းအားဖြင့်နောက်ဆုံးမှာ
မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ချမ်းသာဆိုတဲ့အသီးပွင့်တွေထိခံစားနိုင်အောင်ကောင်းသောရည်တော်မြတ်တွေကိုရှင်သန်ပြုစုနိုင်သောမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း